ဘုရားရှိခိုးရင်ရန်ကုန်ကတစ်ခေါက်ပြန်ခဲ့တယ်လို့ဘောမေကြီးတို့ရဲ့စိတ်ဘာမှလို့တို့တချို့ဘုရားရှိခိုးနေဩကာသကာယကံဝစီကံမနောကံကသုံးပါးဘာကမှလည်းတခါပိတ်လိုက်ခိုးတယ်ဝင်ကုန်မယ်ဘယ်လေးပါးကသုံးပါးရဖြစ်ရှိပါရလူငါးပါးလို့မဟုတ်ဘူးဘာလို့ခိုးလိုက်ဟုတ်ခြာလမကိုရမ်းလို့စိတ်ပြဘာမှလို့တို့မြောင်းတဲ့တူစွာပစ်ပင်ကြီးခန်းရှိရာအကုန်ရောက်တယ်လို့30ပုံတော့ဖြင့်လေခြုံကြည့်လိုက်ရင်ခရတို့ကျွတ်တို့စိတ်ကရောက်ခဲ့တဲ့နေရာကြီးဗျို့ကဲဆိုစားအလို့အနန္တ၅ပါးကိုရှစ်ခိုးပါ၏ဗျာဘာဦးသုံးချိန်ချကြတညရဲရှိခိုးရမှာလားညတိုင်းရှိခိုးရမှာလားဘုန်းကြီးတရားဟောလာတာ16နှစ်ရှိပြီနော်အနန္တ၅ပါးကိုရှိခိုးမခိုင်းမဲ့ကျုပ်တရားဝဲစမဟောခဲ့ဘူးပါဘူးညတိုင်းရှိခိုးစီခြင်းလို့လည်းပဲတရားဝဲတိုင်းကျုပ်တိုက်တွန်းနေပါတယ်ခင်ဗျားတို့ကျွတ်တို့ရဲ့မြင်းမို့တောင်မြမကကျေးဇူးကြီးကြတဲ့ဟောဒီအနန္တ၅ပါးကိုဖြင့်ညတိုင်းရှိခိုးကြတော့ဒါလေးသတိပေးပြီးတော့ဘုန်းကြီးတို့ကျင်းများထားတဲ့ချစ်စိတ်မကြီးပဲဇတ်တော်ကြီးစထားကြစို့ကျွတ်တို့ရဲ့သုံးလောကထိုးထားခေါ်တော်မြတ်မြတ်စွာဘုရားကိုတော်မြတ်ကြီးသည်သာဝတိပြေးမွန်စေတဝန်ကျောင်းတော်မှာတည်င်းသုံးတော်မူစဉ်အခါကာမတောဇာယတိတောကောကာမတောဟောဇာယတိဗယံကာမတောဟောဝိပမုတ္တသာနာတိတောကောကုတောဗယံလို့ဒီဒေသနာကိုဘုရားဟောပါတယ်ဗျာဘယ်သူအကြောင်းပြုဟောသလဲဗျမပြည်ကဆင်းလာတဲ့တတ္တဝါတယောက်ကိုအကြောင်းပြုဟောသည်ဘေးသားကြီးဘယ်သူအကြောင်းပြုဟောတော့ဗျမပြည်ကဆင်းလာတဲ့တတ္တဝါဒီကျွတ်တို့သာဝတိမြို့တထေးမတယောက်ရဲ့ဝမ်းမှာတန်တေခတဲ့ပရိသတ်ကြီးဘယ်သူဝမ်းမှာလဲတထေးမရဲ့ဝမ်းဒီခလေးတန်တေခတဲ့ဆိုကြတဲ့ကမိခင်မှာဓမ္မရာချင်းချင်းနေဖြစ်မိမများဓမ္မရာချင်းချင်းဆိုတာဖြစ်တတ်တယ်လေဘုန်းကြီးလှုပ်တော့မဟုတ်ပါဘူးဒါကဒီနည်းနည်းရှာရှည်လိုက်ရအောင်ဘုန်းကြီးလှုပ်တော့မဟုတ်ပါဘူးဒါကဒီနည်းနည်းရှာရှည်လိုက်ရအောင်အတွင်းရကလေးတတ္တိတချို့ဖားစိမ့်စားခြင်းနဲ့ငါးစိမ့်စားခြင်းဗဒတ်တူးခြင်းနဲ့ယုံလိုက်ခြင်းသူများအသက်တတ်ခြင်းအဲ့ဒီချင်းချင်းတွေဖြစ်တော့မိခင်ကအတွင်းသိရတယ်သာသမီများမိုက်တယ်လိမ္မာတယ်ဆိုတဲ့နေရာမှာမိခင်ကအတွင်းသိပြမမွေးဖွားခင်ကလေးကချင်းချင်းကြောင့်သိကြဒါကြောင့်အတွင်းသိခေါ်တယ်လင်သားနဲ့တပါးသောလူတွေကအပြင်ဘက်ရောက်လာမှမိုက်တာလိမ္မာတာသိလို့အပြင်သိတွေပေါ့ဒီလိုမျိုးဖားစိမ့်ငါးစိမ့်စားတဲ့ချင်းချင်းတွေဖြစ်ရင်မိခင်ကသိအော်ငါသားလေးမွေးဖွားလိုက်ရင်တန်ငါတယ်လေးဖြစ်မလားမုတ်ဆိုးလေးဖြစ်မလားဟဲ့ဟောမှတ်ရတယ်ဗျအတွင်းသိတချို့ကြတော့ဒီလိုမဟုတ်ဘူးသူများလေချောင်းတွေဖောက်တော့ခြင်းနဲ့သူများလေချောင်းတွေနဲ့ခြေတော့ဆေးခြင်းဒီချင်းရင်းတွေများဖြစ်လာရင်တရားနာပရိသတ်ကြီးအော်ငါသားလေးမွေးဖွားလာရင်ဗန္ဓုလက်စစ်သူကြီးဖြစ်မလားဟဲ့ဘုံမှုပိုချုပ်ကြီးဖြစ်မလားဟဲ့သူရဲကောင်းကြီးဟဲ့မိခင်များကအတွင်းသိတချို့ဝါဝါမြေရှိခိုးခြင်းဘုရားဘူးလဲခြင်းနဲ့ပရိတရားနာခြင်းနဲ့တန်ဃာတော်ဆုံးပင်ကတ်ခြင်းနဲ့ဒီချင်းရင်းတွေများဖြစ်လာရင်ဖြင့်အော်ငါသားလေးမွေးဖွားလာရင်ဘုန်းကြီးဝင့်မလားဟဲ့မိကလေးဖြစ်ပြန်ရင်လည်းအိမ်တော်မပြုတ်ဝဲနဲ့သီလရင်လေးများဝင့်မလားဟဲ့ဟောအတွင်းသိဒါပေမဲ့ခုခေတ်ချင်းချင်းတွေကတော့ဝေဘာမှုခက်သွားပါပြီခက်ရောပေါ်ဗျဖြစ်ကြတဲ့ကွရှောက်သီးတို့မကြီးသီးစိမ့်တို့သံမယာသီးတို့တော့ကြဆေးလိမ်မိစားကောင်းအပူစားအေးစားတို့မြေကြီးတဲ့ဝါတို့ကျုပ်မကောင်းလို့လျှော့ထားတာဒါပေမဲ့ကုန်ပါပြီစမ်းမိလို့
ဒီစကားတွေများများပြောလို့ကျုပ်မန္တလေးကဒကမတွေကဈေးကြိုတဲ့ကြပြောတယ်ဗျမလီကျန်ဒီကဆရာတော်ကအေးတဲ့တရားကဟောနေတာငယ်ပြူဟုတ်ပါဘူးတရားလဲဟောတာပြောလဲခံရဟိုမိမကဆင့်မေးတယ်ဘာပြုလို့တော့နဲ့မလီဘာပြုလို့ရမတုံးတော့တယ်ဟိုလင်ချောင်းသားချောင်းအိမ်တော်ရေးတွေများပြောတာတို့ရင်ငါလူကြီးတဲ့တောင်နားလဲသေးတော့တရားလဲဟောရသေးကျုပ်တော်တော့လည်းအပြောခံရသေးလူခင်းတော့ထွက်ရမထားလို့ကျောင်းသားကကိုရင်ကယဟန်ဖြစ်အဲ့ဒီလိုတရားနာပိဋကကျောင်းသားကကိုရင်ကယဟန်အခု23ဝါရရှိလာပါပြီပိဋကကိုရင်လုံးကတော့ရှင်းလင်းတစ်ခါပြန်မှုပါရဲ့ရှင်းလင်းပြန်ဆိုတရားနာပိဋကနောက်တော့ပစိုးမဝိတ္တတာနဲ့သင်္ကန်းပြန်ဝဲဘယ်ဝိတ္တမလို့ကျွတ်တို့ကိုရင်လုံးကတော့၄ငချောင်းလေးလိတ်တဲ့ပြင်ခပန်းညိုကြီးသေလူအောင်စီးထားတယ်ကျွန်းပြစ်ဒီသင်္ကန်းမကျွတ်ဘူးလူဘဝရောက်တော့အတွင်းကလည်းအိမ်ကြီးခံသေးပစိုးစားကဒီတိုင်းထိုးညတ်တော့လူတဲ့ရှော့ကနေရှော့ကနေရှစ်တန်နဲ့ကျုပ်သင်္ကန်းပြန်ဝဲနောက်ယဟန်ဘဝရောက်ယဟန်ဘဝနဲ့မန္တလေးရောက်တော့တရားနာပိဋကကြီးကျုပ်လူထွက်ဖို့တခါကြံမှုပါလူထွက်ဖို့ကြံတာကလည်းဒီပြင်ကိစ္စကြောင့်မဟုတ်ဘူးကျုပ်လုပ်ချင်တဲ့အလုပ်မလုပ်ရဘူးမှတ်ထားပါပိဋကတတ္တဝါတိုင်းကာမတတ္တဝါမှန်သမျှကိုယ်ဆန္ဒနဲ့ကိုလှုပ်ချင်တဲ့အလုပ်မလုပ်ရရင်တော့ဘယုတ်ဒုက္ခဖြစ်တတ်တာဓမ္မရာမျိုးခင်ဗျားတို့ရှိကြတယ်မဟုတ်လားသမီးပြိုလေးတွေသားပြိုလေးတွေသူတို့ကပြောခြင်းနဲ့ပါခြင်းနဲ့လူငယ်တွေနေခြင်းလို့နေခြင်းနဲ့မိဘကအုပ်ထိန်လာမိဘအုပ်ထိန်တဲ့ကိစ္စကိုမနာခံခြင်းများဘူးအချုပ်ချင်များလာတော့သူတို့ထင်ရလှုပ်သွားကြတာကျွတ်တို့ဗမာပြည်လူငယ်တွေများလာပြီမဟုတ်ပါလားမှန်ရလားပြည့်လာကြည့်ကျုံလည်းသင်္ကန်းဝတ်ထားပေမဲ့ကာမတတ္တဝါဆိုတော့ဒီပြင်ကိစ္စကြောင့်တော့မဟုတ်ပါဘူးကျုပ်လှုပ်ချင်တဲ့အလုပ်ကတရားဟောခြင်းနဲ့တရားဟောခြင်းနဲ့အလုပ်ကိုလှုပ်ချင်တာတရားနာပိဋကမလှုပ်ရတော့ကျုပ်လူထွက်ဖို့စိတ်ကူးတရားဟောခြင်းလိုက်ပုံတော့ကျွတ်တို့ကဓမ္မဂတိကစုံအောင်နာခဲ့မှတ်ထားနော်စုံအောင်နာခဲ့တာတရားများနာရရင်အရှုံးမရှိဘူးဗျမနာရရင်ရှုံးတယ်ကျွတ်တို့တရားနာတော့ကအရှုံးမရှိအောင်နာခဲ့အတူယူသွားကြမန္တလေးမှာကျွတ်တို့မင်းကွန်တိပိဋကဆရာတော်ဘုရားကြီးအနိစ္စကဆရာတော်ဝိဇောရိယဆရာတော်ပြီးတော့ရန်ကုန်ကသာယာပတိဦးညေယဆေးဝင်ကပါအကြက်ဝဲဥိဏကကျုပ်မနာဘူးတာသိမရှိဘူးနာမည်ကြီးတဲ့ပုဂ္ဂိုလ်မန္တလေးရိတ်သာဆရာတော်တွေကျုပ်စုံအောင်နာခဲ့ဒီမှာဟိုတလောစီကဟောသွားတဲ့နောင်တော်ကြီးဥသမင်ချံရဲ့ဆရာဖြစ်တဲ့နံရောဆရာတော်ကြီးမဂ္ဂင်ရိတ်သာကနာဘူးတာပဲကျုပ်ရိတ်သာဘုန်းကြီးတွေလည်းမနာဘူးတာမရှိဘူးလူတွေကဆိုရင်ကျုပ်တို့ဥလသေးရွှေပြည်ဥပဒေဥဆန်းထွန်းယရနာဘုံဆရာရှိဥတင်အေးဥအောင်တင်ဥချစ်မောင်စုံကျုပ်ကိုအောင်နာခဲ့လူချင်းသာယူတာပေါ့ဗျတရားနာမလူချင်းသာမယူနဲ့တရားဓမ္မကတိကမှောင်ခိုလောက်ကြသူများအသက်သက်ကြမတရားသဖြင့်လောက်ကြလို့ဘယ်ဘုန်းကြီးမှမခိုင်းဘူးဒါကြောင့်ကျွတ်တို့တိုင်းပြည်မှာဗမာအစိုးရအုပ်ချုပ်တော့ဒီတရားဘုန်းကြီးတွေခွင့်ပြုထားတာပေါ့ဗျကောင်းတဲ့တရားပဲညွှန်ပြကြဒါကြောင့်ကျွတ်စုံအောင်နာခဲ့ကိုရင်လေးဟောနာတယ်ကျောင်းသားလေးဟောလဲကျုပ်နာတယ်လူချင်းသာယူတယ်လေမလူချင်းသာမယူဘူးပေါ့ဒါတရားမရှုံးအောင်နာတယ်နိယောက်ျားဟောနာမိန်းမဟောနာမန္တလေးဓမ္မဂတိကမထွန်းရှင်မိန်းမတရားဟောတယ်ဆိုလို့ကျုပ်သွားနာလိုက်ပြီကြိုက်ပါဗျာမထွန်းရှင်လေတရားပြောတာစိုးနာခဲ့တာကျုပ်ဗရိတ်အုံမိတာကိုရည်မိအောင်ရည်သေးလူချင်းသာယူတယ်တရားများမန္တာရရင်ရှုံးတယ်ဗျရှုံးရောပေါ်အိမ်ကထွက်ကြတဲ့ကရှုံးပေါက်နဲ့လူချင်းသာယူမဲ့စိတ်ဓာတ်မှဟုတ်ပဲတရားဝဲရှိတယ်ပြောတယ်ကွာငါသွားအကဲခတ်လိုက်ဟုတ်ထွက်ကြတဲ့ကရှုံးပေါက်လူချင်းသာယူမဲ့စိတ်မရှိဘူးရောက်လာပြန်တော့လေကြိုက်လို့ရှိရင်ပြုံကောင်းတဲ့ဆက်ဆက်ညိတ်မကြိုက်လို့ရှိရင်ဒီတရားမျိုးကနှုတယ်ဆိုသလိုလိုရင့်တယ်ဆိုသလိုလိုနဲ့အပြစ်ဖြစ်ပြီးတော့ပြန်သွားအဲရှုံးအောင်နာကျွတ်တို့အပြစ်တင်မှဆိုရင်လို့ကာဘာလို့ဟောတာမဟုတ်ဘူးနော်ဖြူမျိုးကအပြစ်တင်မဲ့ပုဂ္ဂိုလ်တွေလည်းမပါပါဘူးကျုံနာခဲ့တာပြောတာမရှုံးအောင်နာစေခြင်းနဲ့နီးကလေးနဲ့ယူစေခြင်းလုံးကျုပ်သာယာပတိဦးညေယကြီးတရားကိုနာတယ်ဗျကျုပ်ဆရာကြီးတရားဆိုင်နာအင်္ဂုလိမာလာဟော
အဲ့ဒီတရားနာပြီးတရားနာပြိဿကျုပ်ကကြောက်ရောက်ရင်တမျိုးပြိဿတရားပွဲကိုတပွဲပြန်ဟောကျုပ်နာတဲ့ဘုန်းကြီးရဲ့တရားကိုကျုပ်ကတပွဲပြန်ဟောနာသူရှိမရှိတယောက်တည်းဟောပြတာယာဒီဥညရတရားနာပြီးတော့ကျုပ်ကြောက်ရောက်တော့ဥညရဟောတဲ့အတိုင်းမတ်တိုက်ရပတင်းပေါက်ဖွင့်သူများတွေအိတ်ကုန်ပြီနာပြန်တစ်ချက်လောက်ရောက်နေတပါးတဲ့မတ်တိုက်ရပြီးအောနေတာဥညရဟောတဲ့နေ့တိုင်းတာယေလူလေးစိတ်ကဟဲ့မရင်းငါသာကြီးလည်းချလိုက်ပါတော့လားကွယ်ဟိန္ဒကရဲ့အော်ဘုန်းကြီးကအောက်ကပတင်းပေါက်ကမော့ကြည့်ဒါတောင်းစားတယ်တရားဟောနိုင်ငံညာဖြစ်ဖို့တိတ်တော့လွယ်တယ်မထင်တဲ့သလောင်းစားဆဲခံလိုက်သူများတွေတိတ်ကုန်နေရဘလို့လက်လက်ချခိုင်းထားလေကျုပ်လည်းဖြုတ်ကနေဆိုငုတ်တုတ်ထိုင်လန့်သွားနောက်မအော်ရဲနောက်တော့ဘုန်းကြီးကဆဲယုံမကဘူးပရိသတ်ကြီးအနန္နာရှိတဲ့တရားစာဥတေသိမ့်ဂါထာရွတ်ဆဲတရားစာဥတေသိမ့်ဂါထာရွတ်ဆဲနဲ့စာသင်ပြတ်မှာဆိုလို့အဲ့ဒါလို့လှုပ်လာတော့ကျုပ်စိတ်ချင်းရဲလာတော်ပြီဘုန်းကြီးဘဝငါလှုပ်ချင်တဲ့အလုံးမလှုပ်ရထွက်တာကောင်းထွက်တာကိစ္စမရှိဘူးဘုန်းကြီးလူတွေပညာမတတ်ထမင်းကပါသေးကြတယ်ကဲစာဝတ်နေရေးအတွက်တော့သင်အောင်မဓာတ်ပုံရိုက်သင်ဓာတ်ပုံရိုက်တတ်တယ်ပရိသတ်ခဲထိုးတတ်တယ်ကာလာချဲတတ်တယ်ဖလင်ဆေးတတ်တယ်ပုံကူးတတ်တယ်အင်ရာဂျာဆိုလားပါဆိုလားမရှိလို့ပုံကြီးမချဲတတ်တာတခုပဲနောက်မှန်မရာရေးကျုပ်ကောင်းတတ်နာယီပေါက်စာလေးတွေပြင်တတ်စက်ချုပ်တာဂါဝန်တွေကစပုံအမျိုးကျုပ်ချုပ်တတ်မိုင်းကစက်ကူနဲ့သင်ရတာအဝတ်နဲ့သင်မွဲသွားမှာပေါ့ကဲပညာ၄6မျိုးဘာပညာနဲ့လှုပ်စားထမင်းတော့မငတ်ဘူးထွက်တာကောင်းတယ်ကျုပ်ဝတ်စားတွေဝယ်တော့ပြုအဝတ်စားတွေဝယ်တော့တရားနာပြိဿဘယ်သူကသွားလျှောက်တယ်မသိဘူးကျုပ်ဘုန်းကြီးသိရောဥစဉ်နေပါပဲသွားဘုန်းကြီးတိုက်ရအဲ့ဒါပေါ့ဗျကတုံးချင်းသွားတိုက်လို့ကတုံးကတိုက်ဆိုတာအဲ့ဒီစကားဒါနဲ့ကျုပ်ဘုန်းကြီးသိရောပြုသိတော့တရားနာပြိဿဘုန်းကြီးကလည်းဦးကြီးဘုန်းကြီးကိုအမေ့မောင်စတိလခေါ်စားနဲ့ကျုပ်ရှေ့ရောက်ဘုရားလို့ထူလိုက်တော့ဘုန်းကြီးကကျုပ်လူထွက်မှစိုးရင်လို့ဓာတ်စာကျွေးမလို့ဘုန်းကြီးကျွေးမဲ့ဓာတ်စာလည်းနားထောင်ကြည့်ဟုတ်ဟိုလမ်းလေဘုရားကညနေ4 နာရီကိုသီလာဘေးပင့်ထားတယ်တဲ့အဲ့ဒါမင်းလိုက်သွားတဲ့သီလာဘေးရုံနဲ့မဟုတ်ဘူးပေါ့ကွာတဲ့တရားလေးပါလေးလည်းကိုတတ်တလောက်မှတ်တလောက်ဟောခဲ့ပေါ့တဲ့ဓာတ်စာကျွေးအဲ့ဒီသီလာဘေးလိုက်သွားဟောကျင်နေတာနဲ့ရင်ငတ်တုံးရေရင်းနဲ့ကြအဲ့ဒါနဲ့ကျုပ်လူမထွက်ဖြစ်ခဲ့ပါဘူးပြိဿဩခုနကမန္တလေးကဒကမတွေကဈေးတဲ့ကျုပ်တောရွယ်ကြီးပြောလို့လူထွက်ရမထားလို့ထွက်ဖို့ကြံတာတော့မအောင်မြင်မုံလေးရှောက်ပြောလိုက်တာစကကြောရှိသွားကိုင်းပြန်ဆက်ကြအောင်ဆိုကြည့်တရားနာပြိဿဓမ္မရာချင်းချင်းဖြစ်လာတယ်ဘယ်လိုဖြစ်လာသလဲမြမပြေကဆင်းလာတဲ့ကလေးတန်တွေခတော့မိခင်မှလေဖြစ်လာတဲ့ဓမ္မရာချင်းချင်းမိမချင်းကြိုကြည့်မိမချင်းမျက်စောင်းထိုးတယ်မိမအနံ့နေရင်လေတန်တွေယူထားတဲ့မိခင်ကနှာခေါင်းရှုံနဲ့နှာခေါင်းပိတ်တယ်အတွင်းကကလေးတတ်တိပိဋကရဲ့အဲ့ဒီကလေးကြီးမိခင်ဝင်တဲ့တန်တွေခါစဉ်ကလေးကိုကမိမတွေရဲ့အပေါ်မှာချစ်စိတ်မရည်ရွယ်ခဲ့ပါမှတ်ခဲ့နာမည်စောစောစီစီဖော်ထားရဒီလိုချစ်စိတ်မရည်ရွယ်ခဲ့ပဲနဲ့မြမပြေကတတ္တဝါတာဝတိမျိုးတထေမဝံတန်တေတီပြီးတော့9 လလွယ်တိုင်10 လခတ်တုတ်တုတ်ပဲဖွာလိုက်ကြပါစို့9 လ10 လစောင့်နေကျုပ်တရားနောက်နှစ်တောင်ပြီးမှာမဟုတ်ဖွာလို့တားယောက်ျားလေးဘေးသားကြီးပါလေးဖွာမြောက်တားယောက်ျားလေးဖွာမြောက်တော့လေအပြင်ဘက်ရောက်ပြန်တော့လည်းပဲဒီကလေးကတရားနာပရိသတ်ကြီးအမေမျက်နှာမြင်ရင်ကက်ကက်လန်အောင်ငိုသည်အမေအနံ့ကိုနိုင်ရင်ငိုသည်အမေလက်နဲ့ကင်တာကိုအကင်မခံလို့ဒီမဲ့တရားနာပရိသတ်အ
အဝတ်ကလေးခေါင်းမှုလို့ခွေပြီးတော့အဝတ်ခွေတဲ့ထဲ့ပြီးတော့နှုတ်ချိုတိုက်ကျွေးရတဲ့ပိဿာလူအဖြစ်ရောက်လာတဲ့မိမတွေရဲ့ပေါ်ချစ်စိတ်မရည်ရွယ်ခဲ့ဘူးဒီတော့ခင်ဗျားတို့အနေနဲ့ကလက်နဲ့ကင်ပြီးနှုတ်ချိုတိုက်ကျွေးလို့တော့မရဘူးအဝတ်ခွေတဲ့ထဲနှုတ်ချိုတိုက်ကျွေးတော့စိုးသလားဖယားကတ်တီးကတ်တတ်တော့မမေးနဲ့အဲ့ဒါတော့ဖယားသွားလျှောက်တော့ပါတဲ့အတိုင်းတော့ကျုပ်ဟောလိုက်ပြီအဝတ်ခွေတဲ့ကိုထည့်ပြီးနှုတ်ချိုတိုက်ကျွေးရမိမအနံ့ကိုမခံရင်လို့ဒီခလေးကိုနာမည်မှဲ့လိုက်တော့အနိဋ္ဌိကန္ဓကုမာရာမှတ်ကြပြုအနိဋ္ဌိကန္ဓကုမာရမြန်မာလိုပြန်တော့မိမအနံ့မခံခြင်းတဲ့သတို့သားတဲ့သူ့နာမည်ဒါပဲရပါမိမတွေမုန်းတဲ့နေရာမှာကွက်မုန်းတယ်မထင်နဲ့နော်အမေကစာမုန်းအမေကမိမကိုမိမအနံ့မခံရအောင်မုန်းခဲ့မေရအောင်များစကားမစကျွတ်တူဖြူမျိုးကတရားနာလာတဲ့ဟောဒီပရိသတ်ထဲကတကားတွေထဲမှာမိမအနံ့မခံရင်အောင်မုန်းတဲ့တကားများရွေးထုတ်ကျွတ်တူဘယ်နှယောက်လောက်ရပါဟာအာနာပါနာနဲ့မွေးလိုက်ရမထင်ပါဘူးကျွတ်တူတကားတွေကတော့မန္တလေးကတကားအံ့လို့နေမှာပါမန္တလေးတကားအံ့ကျုပ်ကမေးကြည့်တကားအံ့ဆိုဖယားခရမိမတွေမုန်းဘူးလားဆိုမုန်းပါဖယားခရဘယ်လိုမုန်းတာတော့တတိတော်မိမကြီးကလွဲအကုန်မုန်းပါဖယားကိုယ့်မုန်းတာဗျကျွတ်တို့တကားတွေလည်းဒီလိုကိုယ့်မုန်းမှာပါဟိုမှာကြည့်တရားနာပိဿအနိဋ္ဌိခန္ဓာကြတော့အမေကစပြီးတော့မုန်းခဲ့တယ်အဲ့ဒါလိုမုန်းပြီးတော့လာလိုက်တဲ့ကလေးတဖြည်းဖြည်းနဲ့အရွယ်ကလေးရလာတော့အမေလို့သူကသားရဲ့အနိဋ္ဌိခန္ဓာလို့ခေါ်လိုက်တဲ့အချိန်ခါမှာအပြေးကလေးလာဆယ်တော်ဝါဖဏချော့ခါကလေးကိုင်သွားအမေရှိဒုတုတ်ထိုင်ဟေးလိမ္မာတဲ့သားသမီးနော်မနေ့ကလည်းပြောခဲ့ပဲမှတ်သွားကြမိမရှိဒူးလေးတုတ်ထိုင်တော့မမေကျွန်တော်ရောက်ပြီခင်ဗျအေးတာရဲ့ငါသားအမေပြောစရာရှိလို့ဟုတ်ကဲ့ပြောပါခင်ဗျာကျွန်တော်နားထောင်နေပါတယ်မေမေရဲ့ဒီလိုတာရဲ့ဟိုငါသားကိုလေအမေအိမ်တော့ချထားဖို့စီစဉ်တယ်ကွဗျာမေမေပဲလို့ပြောလိုက်တယ်ဩငါသားကိုမိမပေးစားမလို့ကွမျက်နှာလေးအောက်ဆိုင်မျက်ရည်ပေါက်လေးတွေကြားတယ်မမေဘယ်လိုပြောလိုက်တာတော့ခင်ဗျာမိမအနံ့မခံရင်အောင်မုန်းတဲ့တာမို့အနိဋ္ဌိကန္ဓာလို့တော့အမေတို့နာမည်ပေးကြတော့မဟုတ်လားခင်ဗျာမိမတွေကိုအနံ့မခံရင်အောင်မုန်းတဲ့တာမှန်သိပါလေရဲ့ကနဲ့မမေဒီမိမတွေနဲ့ဥစ္စာရရှင်တွဲပြီးတော့အတူတကွနေရမယ်ဆိုရင်ဖြင့်ကျွန်တော်အဝိစီချတာနဲ့တူပါလိမ့်မယ်ခင်ဗျာကျွန်တော်အိမ်တော်မပြုတ်ပါရစေနဲ့မျက်ရည်လေးကြတော့ဟောကြည်စားငါသားကြီးငိုးနေပြီငိုပါနဲ့လားသားရဲ့တိတ်တိတ်လူလေးအိမ်တော်ပြုတ်ကိုပြောတဲ့ကိစ္စနဲ့မျက်ရည်ကြရသလားသားရဲ့ကဲတိတ်ပါသားရဲ့တိတ်ငါသားကြီးမငိုနဲ့ငါသားမျက်ရည်ကြရင်အမေမျက်ရည်ကြရမှာပေါ့သို့တော်လည်းငါသားစဉ်းစားထားနော်ဟောကြည်တရားနာပြိဿကြီးစဉ်းစားထားတော့ဆိုပြီးမေ့ပျောက်ပျောက်နဲ့ပဲနင်းလာလိုက်ကြတာနော်တဖန်ခေါ်ပြန်ပြီပြုတာရဲ့လူလေးအနိဋ္ဌိကန္ဓာခေါ်လိုက်တော့မိဘရှိရောက်ဒူးကလေးတုတ်ထိုင်မမေကျွန်တော်ရောက်ပြီခင်ဗျာဘယ်နဲ့တော့တာရဲ့အမေစဉ်းစားထားဆိုတာလေအမေပြောတဲ့ကိစ္စလေဟာမေမေကလည်းတခါလာလဲဒီစကားခဏခဏပြောနေတော့တာပဲဟောပြောရပါဘူးသားရဲ့အရင်တစ်ခါအခုတစ်ခါနှစ်ခါရှိသေးတာမဟုတ်လားကွခဏခဏပြောရသေးပါဘူးတော့ကဲငါသားကြီးအမေသဘောပေါက်အောင်ပြောမယ်ပေါ့ပြောပါမယ်ကျွန်တော်ဘာပြုလို့တလောက်အိမ်အောင်ပြုတ်တဲ့ခြင်းရတာတော့ဩအိမ်အောင်ပြုတ်တဲ့ခြင်းဆိုဒီလိုသားရဲ့အမေတို့ဆင်းရဲတာမှမဟုတ်ဖ ೇನೆ တထင်းမျိုးသားရဲ့
ကဲအမေတို့ကအသက်ကြီးလို့မနေရလို့မျက်စိမှိတ်ပြီးတော့သေကြတဲ့အချိန်ခါမှာအမေတို့ပစ္စည်းဘယ်သူပိုင်မလဲသားဒါကျွန်တော်ပိုင်မှာပေါ့မေမေရဲ့မိဘမရှိမိဘပစ္စည်းသားသမီးပိုင်လို့ထုံးစံမှုကျွန်တော်ပိုင်မှာပေါ့အေးဒါကြောင့်ပြောတာပေါ့သားကြီးရဲ့ကဲဆိုကြပါစို့ငါသားကလည်းအမေတို့လိုအသက်ကြီးမနေရလို့မျက်စိမှိတ်သေကြတဲ့အခါမှာငါသားပစ္စည်းကိုဘယ်သူပိုင်မလဲသားရဲ့ဟိုကျွန်တော်ကောင်းလေးပိုင်မှာပေါ့မေမေရဲ့အေးဒါကြောင့်ငါသားကြီးမှာသားသမီးရှိဖို့လိုလာပြီမဟုတ်လားသားရဲ့ဟာဘာပြောတာတော့အောင်မေမေဟာပြီးတော့ဒီလှဲ့လာတာဟုတ်တယ်လေသားရဲ့အမျိုးမဖြစ်ရှင်မနဲ့လူမအမျိုးကျက်မှာအယိုးတဲ့သားရဲ့ငါသားမရှိရင်ဒီပစ္စည်းတွေဆက်ခမဲ့အမွေစားအမွေခံမကြံရစ်ပါကအလကားတဲ့ပစ္စည်းတွေပြုံးပြရတော့မှာဘောသားရဲ့ကဲမေမေကျွန်တော်တော့အိမ်တော်ပြုတ်တဲ့ရင်ဖြင့်ကျွန်တော်လိုချင်တဲ့မိန်းမကိုရရင်ကျွန်တော်အိမ်တော်ပြုတ်ပါတော့မယ်ခမညာပြုံးပြီပြုတ်ကောင်းလိုက်တာသားရဲ့သို့တော်လည်းအမေပြုံးတိုင်းကြီးမစည်းစင်းနဲ့အောင်နော်ကျွန်တော်စဉ်းစားအောင်မယ်ခမညာကျွန်တော်စဉ်းစားအောင်မယ်ခမညာဆိုပြီးတော့ပြောလိုက်တော့အမေပြုံးတာပေါ့ပေးတာကြီးစဉ်းစားမယ်ဆိုတော့အမေဘယ်လိုဖြစ်လာအေးပြုံးတာပေါ့စဉ်းစားမယ်ဆိုကြတဲ့ကတဝက်သေးချသွားပြီလေဖေကြီးတို့စဉ်းစားနားထောင်နော်ကာမကိစ္စဆိုတာအစဉ်းစားမခံဘူးဗျဖေကြီးမေကြီးတို့ကိုင်းငယ်ချိုးငယ်နာလေးစဉ်းစားသားမှာအားတော့နာပါရဲ့အစဉ်းစားမခံဘူးကာမကိစ္စဆိုတာစဉ်းစားလိုက်ရင်သွားတာပဲဘယ်သွားတာလဲဒုက္ခပင်လေချောသွားမှာလေစဉ်းစားအောင်မဲ့ဆိုကြတဲ့ကအမေကတဝက်သေးကြပြီလို့တွေ့တယ်တိုက်ပေါ်တက်ပြီးတော့အနိဋ္ဌိကဏစဉ်းစားလိုက်ဟဲ့အနိဋ္ဌိကဏမင်းအမေကအိမ်တော်ပြုတ်ကိုတိုက်တွန်းတာနှခါရှိပြီသုံးချိန်တိုင်းတိုင်းပြောလို့မှမင်းအိမ်တော်မပြုတ်ဘူးဆိုရင်အမေမျက်ရည်ကျရှာတော့မယ်အနိဋ္ဌိမင်းရောက်အမေမျက်ရည်မကျစီနဲ့မင်းကြောင့်အမေမျက်ရည်ကျလို့ရှိရင်ဒီဘဝမင်းအညွန့်တက်နိုင်ပါမလားကိုယ်အနိဋ္ဌိကဏရဲ့မှတ်ကြဟဲ့ငါညီများနှမများအတူယူသွားကြရှေ့တုန်းကသာသမီမိဘမျက်ရည်ကျမှာသိကြောက်တဲ့ဟဲ့မင်းရအောင်ပရိသတ်ကြီးခုခေတ်သာသမီတွေမိဘမျက်ရည်ကျမှာကြောက်သေးလားတော်သားကိုကျွန့်ဖို့ကောင်းကြောက်ကြဟဲ့ခုခေတ်ကတော့မကြောက်ပါဘူးကြအောင်လုပ်ငါသားဒီလမ်းမသွားနဲ့ကြည့်ရတယ်ငါသမီးဒီလုံးမလုံးနဲ့ဆိုလုံးတဲ့လို့လုံးတယ်မာမပြောရဲ့ဘူးမိဘကဘယ်ပြောရမလို့ဒီနေ့မာမပြောနဲ့ဖြင့်ကရှိတဲ့လက်ဝက်လက်စားယူပြီးအိမ်ကထွက်ဤထဲမိဘဝယ်ပေးတဲ့ပစ္စည်းကိုကိုပစ္စည်းတော့ကိုအကုန်ယူသွားမှာလူလုံးကြီးဖြစ်အောင်တော့ဘသူကမွေးထုတ်တော့မိဘဝယ်ပေးတာသူ့ပစ္စည်းတဲ့ဒီထဲစာရေးထားခဲ့သေးကျုပ်လိုက်မရှာကြနဲ့ဘယ်သင်္ချိုင်းကုန်းတော့သေချင်းစိုးနဲ့သေမဲ့အတိုင်းပဲငါတော့ဒီတိုင်းပြောချင်တာမိဘရင်ပတ်ချီတောင်းနဲ့ကန်ထွက်သူတို့ကိုသူတို့လူတွင်ကျဲလို့လင်းရက်နေလို့မလာတော့မိဘကသတင်းစာတဲ့ထဲရငါသားတဲ့ငါသမီးတဲ့မင်းထွက်သွားတဲ့နေ့ကစပြီးတော့အမေအိုကြီးထမင်းတစ်စီမှမစားလို့အသက်မှီခြင်းအမြန်ပြန်လာပါဒီတစ်ခါပြန်လာရင်တဲ့သားတို့သမီးတို့ကိုတဲ့အလုံးအပြစ်တွေခွင့်လွတ်ပါတယ်ဒီတစ်ခါပြန်လာရင်တဲ့မိဘရွှေမျိုးကလည်းပဲအလုံးကိုကျင့်နှံ့ရပါစေမယ်ကောင်းသေးလားဗျာမိဘကသတင်းစာတွေကနေတောင်းပန်နေတာသာသမီကိုကတော့ပွဲမပါတာတခုရှိတော့နောက်တို့တိုင်းပြည်ကြီးကတော့ပွဲတွေလည်းလုပ်ရမလားတောင်းမသိအောင်ဖြစ်နေပြီဟဲ့တို့ဟဲ့ငါညီများနှမများသတိထားကြဒီလိုမိဘကြီးမျက်ရည်ကျအောင်လို့ဒီလိုတည်းဒုက္ခပင်လေကြောမျောနေကြပါပြီမှန်ရလားပြိဿကြီးမိုးမမှန်တော့မမှန်ဘူးတဲ့အသီးနာမထွက်တော့လည်းမထွက်ဘူးတဲ့စီးပွားရေးကြက်တဲတော့လည်းကြက်တဲတဲ့
ဒီဒုက္ခတွေဘာကြောင့်ဖြစ်လာတယ်လဲလို့ဟောဒီအနန္တကံကြီးတွေပြိနေတာကိုတော့ဘယ်သူမှပြန်ဖော်ပေါ်မရကြကြောက်ကြဟဲ့လန့်ကြဟဲ့ဟိုမှာကြည့်မိဘမျက်ရည်ကြမှာကြောက်အမေလည်းမျက်ရည်မကြရဘူးအဲ့လေငါလည်းအိမ်တော်မပြုတ်ရအောင်အမေလည်းစိတ်ချမ်းသာရအောင်ကြံမပဲဆိုပြီးတော့ရွှေစင်လက်ခ1000ကိုဗရိန်နဲ့900ခေါ်ပြီးတော့ရွှေရုပ်ကြီးထုတယ်ဗျဟိုင်းရွှေရုပ်ကြီးထုတ်ပြီးတော့ဒီတစ်ခါအမေပြောရင်ဒီရွှေရုပ်နဲ့တူမှကျွန်တော်ယူမယ်လို့ဆိုမယ်တားချစ်တော်မိခင်ဆိုတော့လေတားချစ်တဲ့မိခင်ဆိုတော့လေရှားပေးမှသေးကြတယ်ဒါပေမဲ့လို့လောကရွှေရုပ်နဲ့တူတာမရှိရွှေရုပ်နဲ့မတူလို့မယူဘူးဆိုရင်ဖြင့်အမေလည်းစိတ်သက်သာရမယ်ငါလည်းအိမ်တော်မပြုတ်ရနှစ်ဖက်ရကြံလိုက်တာဟဲ့ကဲပိဿပရိနဲ့900ခေါ်ပြီးတော့ရွှေရုပ်ကြီးထုရောဗျမိမရုပ်မိမအရာမောင်းမျက်လုံးလေးတွေမျက်ခုံးလေးတွေနားရန်လေးတွေခြေကလေးတွေလက်ကလေးတွေအကုန်ပေါ့ဗျာမိမလို့ဆိုထုမိမရုပ်ကြီးထုထားခေါ်ပြမိအမေကဘာရဲ့အနေချီခန္ဓာလို့ခေါ်တော့အပြေးကလေးသွားဆယ်တော်ကဖနတ်ချုပ်ခါကိုင်းဝင်မိဘစီဒုတုတ်ထိုင်းမမေချစ်လို့ရောက်ပြီလေဘယ်နဲ့တော့ဘာရဲ့အမေပြောတာလေဟုတ်ကဲ့မမေကျွန်တော်လိုချင်တဲ့မိမရရဲ့ကျွန်တော်အိမ်တော်ပြုတ်မယ်ခင်ဗျာအမလေးသားရဲ့မရဘဲနေပါမလားအမေတို့ဆင်းရဲသားမှမဟုတ်ပဲတထေးသားရဲ့ငါသားကြီးလိုချင်တဲ့မိမကရရမယ်ပေါ့လောကကြီးကောင်းရင်ငါပါနဲ့ပြည့်စုံတဲ့မိမတွေပေါ်လုံးလို့သားရဲ့ဒေသကြီးမိမများကောင်းရင်ဘယ်နှပါတဲ့ဘယ်နှပါတဲ့လို့ပြောစမ်းမအဲ့ဒီ5ပါး5ပါးပဲဗျာကဲငါပါဠိမရွတ်တော့ဘူးဆိုစမ်းတော့ကလက်ချိုးပြီးတော့သံပင်အသားအယေအယိုအယွယ်သံပင်အသားအယေအယိုအယွယ်ပြောကြည့်စမ်းအယိုးတွေနဲ့ပေါ့အယိုးဆုံးဆုံးအရွယ်ဆုံးဆုံး5ခုပြည့်မှန်တယ်ဟဲ့ဒါပေမဲ့အတူကောက်မှတ်ရှင်ဒီလိုလှုပ်သွားသံသားရေယိုးရွယ်အတူကောက်သံသားရေယိုးရွယ်ဗါလဲဟဲ့မှတ်သွားကြဆံမရကောင်းရင်အသားရကောင်းရင်အရေရကောင်းရင်အယိုးရကောင်းရင်အရွယ်ရကောင်းရင်ဆံပင်ရကောင်းရင်ဆိုတာနောက်ဆက်ကဖြန့်ချခြေပနောက်ထိတာလီတာလေးကဲ့သို့အထက်ကော့ပြန်နေတဲ့ဟဲ့မွေးသောအနံ့ရှိတဲ့ဗဒုံးရောင်ကဲ့သို့နဲ့မောင်းနေတဲ့ဆံပင်ပြူမပေါက်ဘူးခြေပနောက်ထိတဲ့ဆံပင်ရကောင်းရင်မှတ်သွားကြရေးသားကြီးခုခေတ်ခြေပနောက်ထိတဲ့ဆံပင်များမြင်ဘူးသေးလားဘယ်မြင်လေးရှိမှမရှိပဲဆံပင်လေးမှာခုတ်ပေါ်ဝဲမဲ့မကြဘူးတရုတ်ဆိုင်သွားကောက်တဲ့9ချက်ကောင်းပေါ်လှမ်းကြည့်စာပေါင်းနဲ့ကြီးကြမန်းလေးတုန်းကတော့အောင်းမေးတယ်အဲ့ဒီဒကမတွေနောက်ကလိုက်ပြီးနောက်ကမင်းနဲ့လိုက်ရှို့ဘယ်လောက်ကြည့်ကောင်းလိုက်အောင်းမေးတာမရှို့ရပါဘူးရှို့ငါလည်းရဖြစ်နေရမှာပေါ့ကျဉ်းညံဖမှန်သူတို့မို့နေဖြစ်ကဲရှိသေးတော့လေဆံမရကောင်းချင်းနောက်အပန်းရကောင်းချင်းဆိုတာလက်ဖွားခြေဘဝနှခမ်းသားလေးများညီမြန်းပြီးတော့နေတယ်ဟဲ့ခိုးခြေတော့အသွင်ကြီးအာသီးမဲ့ပမာဏညီမြန်းနေဆေးဆိုးပဲหนีတာပြောတာအခုခေတ်လည်းหนีပါတယ်အခုခေတ်ကတော့နှခမ်းနဲ့မကပါဘူးနှခေါင်းတွေရောပါးတွေရောနှဖူးတွေရောဘယ်လိုလျှောက်လှုပ်တယ်မသိဘူးဗလနဲ့မြင်မလို့တချို့မိန်းကလေးတွေဟိုနှခမ်းကြီးဆိုတာနှရွက်ရောက်ဟိုမန္တလေးကြီးပြောပါတယ်ဖြူမဟုတ်ပါဘူးဘယ်နဲ့ကိုယ်သူများကြည့်စီလို့ရီမှမသိအလှပြင်တာအယုတ်ဆိုးအောင်ဖြစ်နေလို့ငါပြောတာဟေ့မျက်စောင်းတော့မထိုးကြနဲ့မှန်ကြီးလည်းကြည့်ရသားနဲ့ဗဇဗဇမသိဘူးလှုပ်လာလိုက်တာနှခမ်းဓာရှထားကလို့လို့ဟိုလှစေခြင်းလို့ပြောတာပါဟဲ့အယုတ်ဆိုးအောင်သူများကြည့်ကြည့်အောင်မဖြစ်စေခြင်းလို့ကဲအဲ့ဒါအသားရကောင်းရင်နဲ့ပြလက်ဖွားချီဘဝနှခမ်းသားဆေးမဆိုးပဲနေတယ်နောက်အရေရကောင်းခြင်းအရေရကောင်းခြင်းဆိုတာဝဲချန်တင်းတိတ်အပိတ်အဖုဘာမှမရှိဝါဝင်းပြီးတော့ရွှေဆင်းတဲ့သို့ရေများတောက်လိုက်ရင်လေချောင်းနဲ့ဆင်းသွားတာမြင်ရမလားမြင်တယ်ပြောတာမဟုတ်ဘူးနော်မြင်ရမလား
သေချာနားထောင်သွားတချို့ကနားမလဲပါမလဲနဲ့အမလီတချို့များလှတာလေးတဲ့မဲလေချောင်းနဲ့ရေဆင်းတာမြင်တဲ့ရမ်းမပြောပါနဲ့မြင်နေပြောတာမဟုတ်ဘူးဟဲ့မြင်ရမလို့မြင်တယ်လို့လေးထင်ရတယ်တဲ့ဒီလိုဆိုနေတယ်အဲ့ဒါအရေးရဲ့ကောင်းခြင်းအမွှန်းတင်ထားတာဒါကြောင့်နန်းတော်ရှိဆရာတင်ကပါတဲ့ရေကြီးတောက်ပြအမဲငါဆုံးမပြပါဘူးကြားဘူးပါတယ်အရေးရဲ့ကောင်းခြင်းဟဲ့ဘယ်နဲ့ရေကောက်တာဆင်းသွားတာမြင်ရလောက်အောင်ဒီအရေးပါနေရင်ငါတလောက်ဝင်းစားငါမှမဟုတ်ဘူးလားလို့မှတ်ထားခဲ့နော်နောက်အယိုးရဲ့ကောင်းခြင်းအယိုးရဲ့ကောင်းခြင်းဆိုတာကလက်ဖြားချေပြားလေးများထောင်ထားရင်ဖျောင်းတိုင်လေးကဲ့သို့ပြည့်ပြည့်အတွင်းကအယိုးကောင်းတော့အပြင်းမဲ့အဆင်မခေါ်ဘူးတဲ့တော်လေးများစီထားခယူသေးလွှမ်းနဲ့တိုက်ဖြတ်ပြန်ပြီးတော့အပ်ထားတဲ့ကဲ့သို့ခေါ်ခြင်းမရှိကုတ်ခြင်းမရှိကြားခြင်းပေါက်ခြင်းမရှိအဲ့ဒါအယိုးရဲ့ကောင်းခြင်းမှတ်ခဲ့နောက်အရွယ်ရဲ့ကောင်းခြင်းအရွယ်ရဲ့ကောင်းခြင်းဆိုတာသားသမီးတစ်ချိတ်ပင်ရတော့လေအသက်30ရွယ်ရဲ့ဟိုဘက်ပိုကြီးတယ်လို့မထင်ရဘူးအဲကောင်းခြင်း၅ပါးတော့ပြီးသွားပါပြီသို့တော်လည်းကောင်းခြင်း၅ပါးနဲ့မပြည့်စုံလို့အယုတ်ဆိုးတာနဲ့လည်းအာမလျှော့နဲ့ဟဲ့သူ့အိုးနဲ့သူ့ဆံတန်ယုံနဲ့လောကအယုတ်ဆိုးလို့မရတာမရှိပါကြည့်တရားနာပြေးတဲ့ရင်ဒါရဲ့အဲ့ဒီလိုကောင်းခြင်း၅ပါးနဲ့ပြည့်စုံတဲ့မိန်းမကြီးပေါ်လိုက်တာအမေယူရှာပေးမှပေါ်သားရဲ့မမေကောင်းခြင်း၅ပါးနဲ့ပြည့်တာမပြည့်တာတော့မသိဘူးကျွန်တော်လိုချင်တဲ့မိန်းမကျွန်တော်ယူပြမယ်ခမရဆိုပြီးတိုက်ပေါ်တဲ့ရွှေရုပ်ကြီးသွားထမ်းတော့တာပဲပြုအမေကသားလေးကြောပြင်ကြည့်လို့ဟောကြည်စားဟမလေးမိန်းမအနတ်မခံရင်အောင်မုန်းတဲ့သားကြီးကအခုသူ့လိုချင်တဲ့မိန်းမတိုက်ပေါ်တောင်တင်ထားသကိုသိရှာဘူးဟိုကမသိရှာဘူးရွှေရုပ်ထုထားတာအမေမအသိမေးပဲနဲ့ဟိုကရွှေရုပ်ကြီးထမ်းပြီးတော့တိုက်ပေါ်ကဆင်းလာထမ်းလာတဲ့ရွှေရုပ်ကြီးလည်းမြင်လိုက်ရောဟဲမလင်းငါကလိုချင်တဲ့မိန်းမကသူလိုချင်တဲ့မိန်းမတိုက်ပေါ်တောင်တင်ထားသကိုလှလိုက်တာသူယူမဲ့မိန်းမကရွှေရုပ်ကြီးကြနေတာပဲနော်ဟာခက်ဘူးလားဗျာရွှေရုပ်ကြီးကြနေတယ်ဆိုတော့ကြောက်တောင်ပဲလည်းလို့ဟောမှမသိတဲ့ဟုတ်ပါလားသမီးလှမ်းခေါ်လိုက်ဘယ်လှုပ်နေဟောကအယုတ်အောင်မေအလှမှတက်ပြီးတော့အမေခေါ်တာတောင်ထုရနိုင်မှုပေါ့လေဟဲ့သမီးဟုတ်ဘူးအနန္နာတော့တေချာသွားကြည့်မေမြစ်တော့မကောက်ဖ ೇನೆ အမေကြည့်နေလိုက်တာသမီးပခုံးပုတ်လိုက်တော့မှဟောတော့ဟဲ့ဒါမင်းဟာရုပ်ကြီးပါလားဟုတ်တယ်မေရွှေရုပ်ခမမလေးတော်အမေကပြင်ချင်းမွန်းနေလိုက်တဲ့ရွှေရုပ်ကြီးကြလို့လက်ဆက်တော့ရုပ်ကိုတော့နေမဟုတ်ပါရဲ့ဒီရုပ်ကြီးဘာလို့ဖို့တော့မမေဟောဒီရွှေရုပ်နဲ့ရမှာကျွန်တော်ယူမယ်ရွှေရုပ်နဲ့မတူကကျွန်တော်မယူနိုင်ပါရွှေရုပ်နဲ့တူတဲ့မိမကိုရမှာကျွန်တော်ယူမယ်ခမရလို့အမေပြောလိုက်တော့ဟမလေးသားရဲ့လောကကြီးရွှေရုပ်နဲ့တူတဲ့မိမရှိရမယ်ပေါ့သားရဲ့တာချစ်တဲ့မိခင်ဆိုတော့အမေတို့ဆင်းရဲသားမှမဟုတ်ဖ ೇನೆ အမေရှာပေးသားမှာပေါ့ဟဲ့ပုံနာမြလာကြစမ်းပုံနာတွေခေါ်ရှေ့ရောက်တော့ကြည်တော့ဒီမှာရွှေရုပ်ပင်တို့အရှင်သားကဟောဒီရွှေရုပ်နဲ့တူမှယူမတဲ့ရွှေရုပ်နဲ့မတူကမယူနိုင်ဘူးတဲ့ရွှေရုပ်ထမ်းရွှေရုပ်နဲ့တူတဲ့မိမကဒင်းတို့ထွက်ရှာကြရွှေရုပ်နဲ့တူတဲ့မိမမရရင်ဒင်းတို့မပြန်ခဲ့ကြနဲ့ထွက်ပြုတ်ပုံနာတွေရွှေရုပ်ကြီးထမ်းလို့ပြေးတာကြီးပုံနာတွေထွက်ပလားထွက်ပေါ်ဗျာရိုးရိုးသွားလိုက်ကြပါလို့ပုံနာနေပါလေလုံနေပါလို့ပါညောင်းလုံးလို့ယမနာတရားနာပြိဿပွဲတဲ့ကြတော့လေဘသူသေးသေးငါတင်မှာတပည့်ရောပါဘသူတွေကဘာပဲဖြစ်နေကြည့်အိမ်ကပုံနေမှာဤကစင်းကကြီးကဝလျဝင်နေကြရပြီးတာပဲပါညောင်းနေကြကိုယ်တမ်းမဟုတ်တော့လှုပ်ပြောရတိုက်ရှိသေးတော့လေထွက်ပြီးတရားနာပြိဿကြီးပုံ
ပုံနာတွေရွှေရုံနဲ့တူတဲ့မိန်းမထွက်ပြီးတော့ရှာလိုက်တော့ဘယ်မှမတွေ့ဘူးတဲ့ဗျအေးသားကြီးတွေ့သလားဘယ်တွေ့မလဲပုံနာအားမရှိတဲ့နေရာရှောက်ရှာနေကျက်တော်ဒီရွှေရုံနဲ့တူတဲ့မိန်းမပရိသတ်ကြီးဖြူးမြို့လာရှာရင်မတွေ့တော့ဘူးအေးမန္တလေးမေးမိတယ်ပြိတ္တရွှေရုံနဲ့တူတဲ့မိန်းမပုံနာအားမရှိတဲ့နေရာရှောက်ရှာလို့မန္တလေးရွှေမြို့တော်ကြီးလာရှာမတွေ့တော့ဘူးလားဆိုရှေ့ကကလေးတယောက်ကတွေ့ပါခရကျုပ်ကလည်းကလေးသွားဆက်စုလုပ်လိုက်တယ်ဒီကောင်မြင်ထားပြီးထင်တယ်လို့ဒီတော့ကလေးကထတ်ကြော်လိုက်သေးတပည့်တော်တို့နောက်ဘက်ကမီလေးလေးတိတ်တာကိုင်ပိဿကိုရွှေရုပ်ကိုတော့လှနေကြတာပဲကိုဗျကြည့်ထေဟနာပိဿရေအခုရွှေရုပ်နဲ့တူတဲ့မိန်းမတွေ့ကြတော့ဒီကနေ့ရှိတဲ့မြို့ရောက်ကြပေတော့မယ်ရောက်တော့မယ်မြို့ပိဿကြီးနည်းနည်းတော့မေးရအောင်ခုနှစ်ဆောင်တိုက်ခမ်းမီးမထုံးမဲ့လင်းတာဘယ်သူတို့ပပဝရီတို့နေတဲ့မြို့ကဘာမြို့ဒါကြားဘူးရဲ့သားနဲ့မသိရင်သချင်းသာကောက်ဆိုလိုက်တာကလည်းခေါ်တိုင်းပြည်ကြီးဝဲပပဝရီရဲ့ဆိုပေါ်လာတာပေါ့ဗျာတာကလည်းမြို့ဒီတော့ဘုရားကအောင်းမဲ့မှာပေါ့အမလီပပဝရီကမင်းကုသနဲ့အတိတ်ဇလန်ဒါကဖယားလက်ထက်ပြစ္ဆုတ်ပံဝတ္ထုကြီးပပဝရီနဲ့မြန်ဘယ်လိုသွားရမှာပါလဲမဟုတ်ပါဘူးမရပါဘူးပပဝရီနဲ့ဒါပေမဲ့လို့ဇကားဆက်ဆက်လို့ကျုပ်ကထည့်ပြောတယ်အဲ့ဒီပပဝရီလုံးမိမချောမိမလှတွေထွက်ဖူးတဲ့တာကလမြို့မှာရွှေရုပ်နဲ့တူတဲ့မိန်းကလေးရှိတဲ့ဘိသာရှိတယ်ဗျတာကလမြို့ဘုံ90အမြင့်တင်ထားရဘုံ90အမြင့်တင်ထားတော့နာမည်လေးပေးထားပြန်တော့လေမိရွှေလှအထိန်တော်ကြီးနဲ့အဆောက်အအုံခိုင်းပြီးတော့ထားအမေကချင်းလုံးလို့တခါတလေကြတော့လှရဲ့လှလို့တလုံးနဲ့နာမည်လေးအဖျားဆုပ်ခေါ်ခဲ့တဲ့ကိုတာကလမြို့မှာရှိတဲ့နော်ရွှေရုံနဲ့တူတာပြေသာကြီးရှိသလားမရှိဘူးလားရှိတယ်ဗျဒါကြောင့်လည်းသူပါရဲ့ဟင်္ဒရထုံးရင်တို့ကရွှေရုပ်နဲ့လိုက်လို့ရွှေရုပ်ပင်ရိုင်းမလားငါကြားဘူးလားဟဲ့ဒါကြောင့်ဆိုထားတာနဲ့တူပါရဲ့ဖောက်တယ်နော်ကျုပ်ကလည်းတော့ဖောက်တဲ့ဘုံကြီးကြားဘူးလားပြောရတာကိုကဲအဲ့ဒီမျိုးရောက်ပြီပရိသတ်ရေပုံလာရေစိတ်ရောက်တော့ဘယ်နဲ့တော့မင်းဆရာကြီးများရွှေရုပ်နဲ့တူတဲ့မိမလှရှိမရှိကျွန်ုပ်တို့ဒီသာကလမျိုးဟောဒီရေစိတ်ကရွှေရုပ်ချဆောင်ရစို့ပြေးသားကြီးဘာချဆောင်လို့ရေစိတ်ကချဆောင်ရရေစိတ်ရွှေရုပ်ကြီးချပြီးတော့ပုံနာကြီးကဟောဒီရေစိတ်ကိုလာတဲ့လူမှန်ပါဗျာဒီရွှေရုပ်ကိုမြင်ရင်ရွှေရုပ်နဲ့တူတဲ့မိမရှိပါကဟမလေးဘသူသမီးလေးနဲ့တူလိုက်တာဟဲ့ဘသူနှမလေးနဲ့တူလိုက်တာဟဲ့ဘသူမြင်းမလေးနဲ့တူလိုက်တာဟဲ့ဆိုရင်ဒီမျိုးမှာရွှေရုပ်နဲ့တူတာရှိပြီးဝေးဝေးမရှာရတော့မင်းဆရာကြီးများလာကျွန်ုပ်တို့ဟောဒီရွှေရုပ်ကချဆောင်ကြစို့ပုံနာများကလည်းရွှေရုပ်ကြီးရေးစိတ်ချပြီးတော့စောင့်နေတဲ့အချိန်တာကလမြို့ကအင်မတန်လှတဲ့မိရွှေလှဆိုတဲ့ခလေးမလေးအထိန်တော်ကြီးကလည်းရေမိုးချို့တနခါပါမှလိမ့်ပေးပြီးလို့သမီးရဲ့နေခဲ့အောင်နော်အမေရေချိုးသွားအောင်မယ်သမီးရဲ့သမီးလေးထားပြခဲ့ပြီးတော့ရေစိတ်ရေချိုးရအထိန်တော်ကြီးထွက်လာတဲ့မြို့ထွက်လာတော့ရွှေရုပ်လည်းမလှမ်းမကန်းကမြင်လိုက်ရောပရိသတ်ကြီးဟောကြည်စားအောင်မဲတဲလေးလော်မာတဲ့သမီးသူ့ရေချိုးပြီးတိုက်ပေါ်တင်ထားခဲ့အခုသူကရေစိတ်ငါအရင်ရောက်နေပါဗောလားမာပြီဗျရွှေရုပ်ကြီးသူသမီးထင်သွားပြီအမလေးတလောက်လှနေတဲ့သမီးတစုံတစ်ခုဖြစ်ရင်ငတ်တာဝန်ကြီးပါလား
ဘယ်လှုပ်လိုက်ရွှေရုပ်သမီးခေါ်တော့ပုံနာတွေလှုပ်ရွရွဖြစ်လာဟောမင်းဆရာကြီးမြဘယ်နဲ့ဆုံးမြလာနေပြီပြုတ်ကျွတ်တို့ရွှေရုပ်ကိုသမီးလို့လှမ်းခေါ်လိုက်ပြီဗျဟဲ့သမီးအောင်မေအမေခေါ်လာတောင်ထူအောင်ပေါ့လေကြည်စံအခုရေစိတ်သူပဲလေကြောင်ရောက်နေပါလိမ့်မတို့သမီးခေါ်ရင်နဲ့အနန္တရောက်သွားလို့မျက်နှာသေးသေးချာချာစီစီဆက်ဆက်ကြည့်လိုက်တော့ဟင်မျက်တောင်လည်းမခတ်ပါလားပခုံးလက်ကလေးနဲ့ပုတ်သမီးဟဲအယုတ်ကြီးပါလားမလေးငါသမီးလေးနဲ့တူလိုက်လေချင်းမျက်လုံးမျက်ဖန်နှာရငါအစာချွတ်ဆွတ်ထားသလိုကြီးပါလားတူတဲ့ပြုတ်ဒီလိုသမီးခေါ်နေဆုံးပြုံးနဲ့ပုံနာတွေရောက်လာဟောပုံနာမြတော်ကြီးသင်တို့ဘယ်ကလာကြတာတော့ကျွန်ုပ်တို့ခရီးသွားရင်နားနေပါလေခင်ဗျာဒီရုပ်ကဘယ်သူ့ရုပ်တော့အဲ့ဒါကျွန်ုပ်တို့အရုပ်ပဲနေပေါင်းသင်တို့ကရွှေရုပ်ကြီးချပြီးမလုပ်ကြတာတော့နားပါတယ်လို့ပြောနေထိန်တော်ကြီးတော်ကြီးနဲ့မသိသေးပဲနဲ့ထိန်တော်ကြီးဆိုတော့ကြွားကြသွားလိမ့်နားပါတယ်လို့ပြောနေမှတော်ကြီးနေပါဦးတော်ကြီးရဲ့ခမည်းကဒီရွှေရုပ်ကိုသမီးခေါ်ရအောင်ခမည်းမှာရွှေရုပ်နဲ့တူတဲ့သမီးများရှိလို့လားအောင်မယ်ပုံနာတွေကသူတို့ရွှေရုပ်တန်ဖိုးလုပ်လို့ဒီလိုရွှေရုပ်ကသမီးနဲ့ရှင်ထားဘာတန်ဖိုးရှိမှလဲအတော်ကြီးခမည်းစကားစဉ်းစားပြောပါတော်ကြီးမယုံဘူးလားတင်လို့ကမယုံပါဘူးဗျာရွှေရုပ်နဲ့တူတာမှမတွေ့ရတဲ့တဲ့ခမည်းကရွှေရုပ်တဲ့သားတယ်တောင်ဆိုးနေတော့အေးလေမယုံဘူးလားမယုံနိုင်ပါဘူးတော်ကြီးရဲ့ဟေးညမယုံလို့ရှိရင်သင်တို့ရွှေရုပ်ကထမ်းပြီးတော့လိုက်ခဲ့ကြလားငါသမီးနဲ့ရှင်ကြည့်ရအောင်ရွှေရုပ်ကြီးထမ်းပြီးပုံသားတွေပါသွားပြီပါသွားတော့ဟိုရောက်တော့တိုက်အောက်ထရွှေရုပ်ကြီးချလို့တိုက်ပေါ်တင်ထားတဲ့မိရွှေလာကလေးမလေးခေါ်ပြီးတော့လာခဲ့ရွှေရုပ်နဲ့အတူတူရှင်ထားလိုက်တော့ရွှေရုပ်ကလိပ်ပါပါတဲ့ပြိတ္တရွှေရုပ်အယောင်မရှိတော့ဘူးတဲ့မြို့ခလေးမလေးကသူ့ပါပါရွှေရုပ်အယောင်ပေါ်သူကလွှမ်းတယ်ဗျပြိတ္တရွှေရုပ်အယောင်ပေါ်သူကလွှမ်းတယ်ရွှေရုပ်တက်တောင်သားနေပါပါကောသာရောဘောပြိတ္တလှတာချင်းတူအောင်တော့လေရွှေရုပ်ကအယုတ်ကအယုတ်ဗျမလှုပ်မလက်ပါလားကိုကအသက်ရှိနေတဲ့လူသားဆိုတော့လေဒီမဲ့သွေးကလေးလေကလေးများတိုးလိုက်တော့လိမ့်ရိတ်ဘာလောက်လှလိုက်မတုံးဆိုတော့ကြုံလည်းမမြင်ဘူးပဲရမ်းပြောနေတာမျိုးမှတ်လာကြည့်ကြပေါ့လေအဲ့ဒီလိုရှင်ထားလိုက်တော့ပုံနာတွေမျက်တောင်မခတ်မင်းဆရာကြီးများတဲလှပါလားဒီယောပုံနာတွေမျက်တောင်မခတ်ဘူးပြောပေးလာကြီးပုံနာတွေမျက်တောင်ခတ်လားဘာဖြစ်လို့ပါလဲအေးမှတ်ထားကြလှမျက်တောင်မခတ်ဘူးဒီထက်တချို့ယောက်ျားတွေကကြွားရအမလီလှတာများမြင်လိုက်တော့မျက်တောင်ခတ်ရမှကြောက်တယ်ဘာဖြစ်လို့တော့ဆိုမျက်တောင်များခတ်လိုက်ရင်တဲ့သမမ်းမြက်တော်ကြီးချသွားတယ်လို့တဲ့အတော်ကြွားတဲ့လူတွေကြွားတဲ့ဟာတွေကကြွားယုံတဲ့ဟာတွေကလည်းယုံမှဗျမြုံနဲ့တချို့မယုံမရှာပြောတဲ့အမစည်းပြူဖန်းကားဆိုပါဇက်ထဲငုံထားမှာကြွားကြဒီထဲတချို့ကတဖွာမှတော့မခွာနိုင်ဘူးတဲ့ကြွားကြတာလေကဲရှိစေတော့တရားနာပိတအခုကြည့်လှလို့မျက်တောင်မခတ်ဘူးပုံနာတယ်အဲ့ဒီတော့မှပုံနာများကအကျိုးကြောင့်ပြောကြတထေးကတော့ကြီးခမညာတဲ့ကျွန်ုပ်တို့ဒီတခြားကမဟုတ်တာဝတိမြို့ကဖြစ်ကြပါလေတာဝတိမြို့ကတထေးသားသည်အနိဋ္ဌိကန္တအမည်ရှိပါလေထိုအနိဋ္ဌိကန္တတထေးသားသည်မိခင်ကနေပြီးတော့အိမ်တော်ပြုတ်ကိုစီစဉ်တဲ့အချိန်ခါမှာအိမ်တော်မပြုတ်ခြင်းပါဘူးမိမမယူခြင်းပါဘူးလို့ပေလာရကမ်းနေပါတယ်တထေးကတော့ကြီးခမညာ
ဒီတထေသားဒီတန်မြညမဟုတ်မွေးဖွားတဲ့အချိန်ကစပြီးတော့မိမအနတ်နိုင်ကက်ကက်လာအောင်ငေါမိမဆိုရင်ဘယ်လိုမုံမှမသိမုံတီးပြီးတော့လာခဲ့တဲ့တထေသားဒီမိခင်စိတ်ဆင်းရဲမှာစိုးလို့ဥပ္ပတမီဖြင့်အိမ်တော်မပြုတ်ရတဲ့နေရှာကြံလိုက်တဲ့အချိန်ခါမှာဒီရွှေရုပ်ကြီးမိမရုပ်လို့ထုအရှာခိုင်းမယ်ဆိုပြီးခိုင်းရွှေရုပ်နဲ့မတူလို့မယူနိုင်ဘူးဆိုရင်အမေလည်းစိတ်သက်သာရသူလည်းအိမ်တော်မပြုတ်ရအောင်ကြံရတော့လဲပဲကျွန်ုပ်တို့ရှောက်ပြီးတော့ရှာလိုက်တဲ့အချိန်ခါမှာရွှေရုပ်ရိုင်းအောင်တော့လှနေပါခင်ဗျာတို့ဖြစ်၍သဘောတူညီကဟောဒီရွှေရုပ်ကြီးဆယံအဖြစ်ကလေးခံတော်မူပြောလိုက်ရောမျိုးဒီတော့မှတစ်ထေကတော်ကြီးကအေးလေးငါသမီးလေးနဲ့ရေဆက်ရှိလို့ဒီအကြံမျိုးပေါ်ပေးတာပဲကိုင်ပုံနာများတင်တို့ရွှေရုပ်ထားခဲ့ကြတင်တို့အရှင်သားကိုပြန်ပြီးတော့အကြောင်းကြားလိုက်အလိုရှိတဲ့ရဲ့လာပြီးတော့ဆောင်းလှည့်ကြဆိုတာကခတ်တုတ်ပြန်သွားကြပြီတော့လို့ပြောလိုက်တော့ပုံနာတွေပြန်လာကြအရှင်သားပါရောက်ဟောမင်းဆရာကြီးများပြန်လာကြမလားပြန်လာပါပြီရှင်သားဘယ်နဲ့တော့ရွှေရုံးနဲ့တူတာတွေ့ကြရဲ့လားတွေ့ခဲ့ပါအရှင်သားရွှေရုံးနဲ့တူယုံမကရွှေရုပ်တဲ့တောင်တာအောင်လှနေကြောင်းပါခင်ဗျာပုံနာတွေမဟုတ်တာတောင်ပြောမြောက်ပြောနဲ့ရွှေရုပ်နဲ့တူတာမှမရှိပါဘူးဆိုတဲ့အထက်ကရွှေရုပ်တဲ့တာတဲ့တောင်ပြောနေတာငါရွှေရုပ်ကြီးတော့ဟိုဆရာဖြစ်ပေးထားခဲ့ပါခင်ဗျာမဟုတ်ဘူးမဟုတ်ကြပါဘူးတန်တော့ငါရွှေရုပ်ကြီးလမ်းလူရဲ့ယူလိုက်ပြီနဲ့တူတယ်မဟုတ်ပါဘူးအရှင်သာတကယ်လှပါခင်ဗျာတကယ်လှပါခင်ဗျာပုံနာများကလည်းတရားနာပြည်သားရွှေရုပ်ကြီးဆရာယူလိုက်တော့သူတို့စိတ်ထဲမှာတဝက်တော့သေချာသွားတာပေါ့ဗျာပြည်သားပေးတဲ့ပစ္စည်းယူလိုက်တယ်ဆိုတော့တပိုင်းသေချာသွားတာပေါ့ပြည်သားကြီးဘယ်တော့သေချာတာတော့အေးတပိုင်းဆိုတာတပိုင်းမြယူတဲ့ပစ္စည်းပေးလို့တဝက်သေးကြတယ်တပိုင်းသေးကြတယ်ဆိုတာနဲ့ဥဇတိလပြောလို့ဆိုပြီးရမ်းမပေးနဲ့ငါတာဝန်မဟုတ်ဘူးတပိုင်းဆိုတာအကုန်မဟုတ်ဘူးတပိုင်းမြကြည့်ရှုလို့ကြကြည့်တရားနာပေးတာတပိုင်းပေးကြတော့သူတို့အရှင်သားကိုပြောကြတယ်လေဆယံပေးထားခဲ့ပါခင်ဗျာအလိုရှိတဲ့ရလာပြီးတော့ဆောင်းနေကြပါတယ်ရွှေရုပ်တက်တောင်သားအောင်လှနေကြောင်းပါရှင်သားကိုယ်တိုင်မြင်ခဲ့လို့မျက်တောင်ခက်ရမှတောင်ကြောက်ခဲ့ပါတယ်အရှင်သားတထေသာနည်းနည်းတုံလှုပ်သွားအဟုတ်ပြောတာလားဗျာအိုးအဟုတ်ပြောတာပါရှင်သားရဲ့ရွှေရုပ်တဲ့ပဲတာအောင်လှသလားတာအောင်လှတယ်လေရှင်သားအဲ့ဒါလို့လဲပြောလိုက်ရောဟဲ့အလေးရှိကနာဟောဒီလောကကြီးမင်းနဲ့တူတဲ့လူဇဘူမှာရှိနိုင်ပါမလားကွယ်ဖြစ်သွားပြီဗျမိမရပေါ်ချစ်စိတ်မရွယ်ခဲ့တဲ့ကောင်းကြီးနော်အမလေးရွှေရုပ်တဲ့တာအောင်တောင်လှတဲ့ရွှေရုပ်ကြီးတောင်းမှငါမျက်စိနဲ့ကြည့်လို့မဝဖြစ်နေတာရွှေရုပ်တဲ့တာအောင်လှတယ်ဆိုရင်ဖြင့်ဒီမိမလှကြီးတိုက်ပေါ်တယ်ပုံးဆက်ရရှင်တွဲပြီးတော့အတူတကွနေလိုက်ရရင်တော်လားဟင်းဆိုသူစိတ်သာကလာရောက်ပြီဗျမြန်နေနော်မြန်နေနော်လူကသာဝဋ္ဌိမှာစိတ်ကသာကလာရောက်သွားပြီဗျခင်ဗျားတို့ဘုရားရှိခိုးရင်ရန်ကုန်ကတစ်ခေါက်ပြန်ခဲ့တယ်လို့ဘောအမေကြီးတို့ရဲ့စိတ်ဘာမှလို့တို့တချို့ဘုရားရှိခိုးနေတာဩဃာသာကာယကံဝစီကံမနောကံကသုံးပါးဘာကောင်မလေးတခါပိတ်လက်ခိုးတယ်ဝင်ကုန်မယ်ဘယ်လေးဝါကသုံးပါးရပစ္စည်းပါရလူငါးပါးလို့မဟုတ်ဘူးဘာလဲဆိုလိုက်ဟုတ်ခြာလမကိုရမ်းလို့စိတ်ပြဘာမှလို့တို့မြောင်းတဲ့တူစွာပစ်ပင်ကြီးခိုင်းရှိရာအကုန်ရောက်တယ်လို့30ပုံတော့ဖြင့်လေခြုံကြည့်လိုက်ရင်ခရတို့ကျွတ်တို့စိတ်ကရောက်ခဲ့တဲ့နေရာကြီးမြို့ကဲကြည့်တရားနာပြေးတာခုတာကလာရောက်ပြီမစ္စရာကြီးများဘာလို့ရှင်သားတခါလေးခေါ်ခဲ့ကြရောပေါ့ဗျာချစ်စိတ်မရွယ်ခဲ့တဲ့ကောင်ကြီးနော်ဟိုအရှင်သားမှကြိုက်မှမကြိုက်မှမသိပဲနဲ့မိုက်ပါပြီဗျာဒါလောက်လှတာကြီးမကြိုက်လောကဓမ္မကျုပ်တဲ့မိုက်တဲ့လူရှိပါမလားတော့ခုခေါ်ကြည့်ကြလေပါအုပ်အရှင်သားရဲ့ရေလေးတစ်ပေါက်လောက်တောက်ကြရစီဦးမလို့နဲ့ခိုးချမလို့လောတာဗျာကာမတတိတွေနော်ဟိုကြမှာတော့ဆိုတော့ပုံနာများပဲရေတောက်ရရုံးများတောက်လျှောက်ပြန်ထွက်ကြရတယ်ပုံနာများလည်းထွက်သွားရော
လေးသာတကားလေးဖွင့်လို့အနိဋ္ဌိကန္တမိမအနတ်မခံရင်တဲ့တရုသာတော်ကြနေလာတော့မှလို့လို့သင်္ကန်းနေလာတော့မှလို့ကြည်ပရိသတ်ကြီးလေးသာတကားဖွင့်လို့တချင်းလေးတစားစားလေးပြပျော်လုံးလို့မျောနေပရိသတ်ပျော်ရင်တချင်းလေးပါလေးများဆိုဘူးလားယုံပါတယ်ငါလည်းပျော်ဘူးတဲ့လူတိုင်းသိမှာပေါ့အခုတချင်းဆိုတယ်တရားနာပိဿကဲသူဆိုတဲ့တချင်းလေးကြုတ်ကြည့်တော့သွားလို့မဖြစ်ပါဘူးပိဿနောက်ကလိုက်ဆိုကြည့်စမ်းပါပိဿကြီးလိုက်မလားဟောနောက်ကပိဿကြီးလိုက်မလားမကဲဆိုတာဟဲ့အော်ဟောဗျာအဆုံးမဆုံးရတယ်ပြင်းတာတော့အိုကတော့အိုရေးထားတာပဲဒီလိုဆိုမှလည်းစီးပြေမှာကိုဗျနားထောင်ကြည့်ဟဲ့အော်အစကတော့ချစ်စိမ်မရည်ရွယ်ခဲ့ရလားပြိဿကြီးဟေ့အစကချစ်စိမ်ရည်ရွယ်ခဲ့ရလားအခုကြည့်ပြိဿရဲ့မိမမှန်သမျှဟာအမုန်းကြီးမုန်းတဲ့ဘဝခရီးတစ်လျှောက်ဝဲမုန်းလာတယ်ဘူးလားပြိဿသူမုန်းတယ်ဘူးလားပြိဿကြီးမိမမှန်သမျှဟာအမုန်းကြီးမုန်းတဲ့ဘဝခရီးတစ်လျှောက်ဝဲအော်အခုတော့ငါမှာကွယ်မေးရိုက်ကြည့်ပါနေနဲ့ပေါ့ဗျာပျော်လုံးလို့ရွှေရုပ်တဲ့လှတဲ့လှမိရွှေလှတဲ့ဆုံမြမိကွယ်ချစ်စိတ်မရည်ရွယ်အစကတော့ချစ်စိတ်မရည်ရွယ်ရွှေရုပ်တဲ့လှလို့ရဲ့အခုတော့မှာပဲချစ်မိပြီပေါ့ပြာစာတဲ့ဆိုဒီတိုင်းပေါ့ဗျာပျော်လုံးလို့တချင်းလေးတကားစားတဲ့သူကမျောပုံနာများကလည်းသာကလမြို့သို့ရောက်ကြပါလေပြီပြိတ္တာရောက်တော့တထေးကတော်ကြီးမျက်လုံးပြူသွားဟောကြည်စားပုံနာတွေပြန်လာကြပါဘောလားမလေးငါသမီးလေးနဲ့သဘောမတူလို့ရွှေရုပ်ပြန်ယူမလို့နဲ့တူရဲ့သာကလမြို့ကမိရွှေလာကြီးတော့ဟောတာဝတိမျိုးကအရှင်သားနဲ့သေချာပါတဲ့ရွှေရုပ်ကြီးတောင်ဆယံပေးသွားပါတဲ့နဲ့သာကလတစ်မျိုးလုံးဟိုးလေးတကြောဖြစ်ပြီးမှသဘောမကျလို့ရွှေရုပ်ပြန်ယူရင်ငါသမီးလေးစကားဖြစ်ရုံကအဖတ်တင်တော့မှာပေါ့ပေါင်းအိမ်အောင်မင်းတို့အတွက်ပြောနေတာဟဲ့မိခလေးတွေကြက်ကြက်ဂယုဆိုင်ကြသမီးတကောင်နွားတစ်ထောင်နဲ့ထိချောင်းရလွယ်မှဟိုတော့ကဟိုကြမှာတော့တင်ရလပြီးတော့မှတော့ဟိုတော့ကအရှင်သားဆိုတော့ကြောက်တယ်လေဒီကြတော့တထေးကတော်ကြီးသူတို့နဲ့ဘာမှတော်တာမှမဟုတ်ဘူးမနေနိုင်ဘူးပြုတ်ဂိုးဆိုတော့ရောရေးသားရေးဖာပြောရင်တော့ဒီလိုမှရေရတော့ရတော့ရေးသားရေးအဲ့ဒါလိုလဲတောက်ပြီးတော့ပြောစမ်းဆိုတော့အရှင်သားကအခုခေါ်ခဲ့ရမှာတဲ့တထေးကတော်ကြီးရဲ့ဟဲတော်သေးရဲ့ခုမှငါရင်ထဲကအလုံးကြီးကျသွားတော့ဟဲထိန်တော်ကြီးဘာတော့သမီးလေးခေါ်ခဲ့ဆိုတော့မိရွှေလာအောက်ခေါ်လာအမေရှိတူလေးတုတ်ထိုင်သမီးမိမလှကြီးငါသမီးကြီးမျက်စိအောက်ကအပြုတ်မခံနိုင်ပေမဲ့လို့အရွယ်ရောက်လာတော့အခါမလင့်ရဘူးသမီးရဲ့တစ်ပင်များတော့မှလည်းပြီးချိန်ပြီးပွင့်ချိန်ပွင့်ရတယ်လို့ငါသမီးကြီးအရွယ်ကလည်းရအလားရှည်စစ်ပါတယ်တထေးသားဒီအကျန်းကြီးပေါ်ရွှေရုပ်ကြီးလေသမီးရဲ့သမီးအတွက်ဟောဒီပေါ်မှာပို့ထားခဲ့ဒါကြောင့်ငါသမီးကြီးလိုက်ပေတော့ဟဲ့ထိန်တော်ကြီးဘာတော့ညီလေးလိုက်သွားအောင်မယ်တော်ထဲလေကျုပ်ကနေရိုးလားအေးလေလိုက်ပါလို့ညီပြောနေမှာလိုက်မယ်တော့ဒီကောင်ကလိုက်ပါပြောနေမှာဟဲ့ဟိုကလေးမလေးကြီးခေါ်လိုက်ကလေးမရံရွေပေါ်ကြီးခေါ်လို့သမီးတို့ညီတို့မလှမ်းတော့လိုက်ကြမလားလိုက်မယ်ကျမတို့လည်းမလှမရှိရင်မနေခြင်းဘူးနဲ့ဟောရံရွေပေါ်အမျိုးသမီးအထိန်တော်ကြီးနဲ့တကွပုံနာများတရားနာပရိသတ်ကြီးကလေးမလေးရင်ရထားပေါ်တင်းပြီးတော့တာကလကနေပြီးတာဝတိခရီးနှင်ကြတော့မယ်ပေါ့အမေလို့သူကတော့မျက်ရည်စာလေးနဲ့သမီး
ပေတော့အမေကမျက်ရည်ကျတယ်နှမျောလို့ငါညီညာနှမညာမင်းတို့မိဘတွေလည်းသားသမီးအိမ်တော်ပြုသွားငိုကြရှာတယ်ကွနှမျောလို့ဟဲ့မိဘများကသာမျက်ရည်ကျနေတာသူတို့ကတော့ဗျာရှေ့လည်းပြောမကောင်းဟဲ့မိဘကသာမျက်ရည်ကျသူတို့ကတော့ဘာပြောတော့အမလီကိုချစ်သူနဲ့နေရလောကကြီးတောင်မေ့ဆိုသလိုလိုဒီထဲပြောကြတယ်ကိုချစ်သူနဲ့နေရရင်နဲ့ရွှေမျိုးတွေတောင်ဘယ်သေးသေးကောင်းသေးလားကိုနေချင်တာနဲ့ရွှေမျိုးတွေဘယ်သေးသေးကာမတတ္တိနော်ဖေကြီးမေကြီးတို့ကာမတတ္တဝမှန်သမျှဒီခဲ့လို့ရောက်မိရောက်ရပြောတတ်ကြတာပဲဗျအခုကြည့်အမေလို့သူမျက်ရည်ကျပြီမဲ့လို့ဟိုကလေးမလေးကပါသွားပြီပြိဿရေရထားပေါ်တင်ပြီးတော့ခရင်နှင်လိုက်တယ်ဆိုရင်ပဲသိနှုညံ့တဲ့ကလေးမလေစိမ့်အတိုက်မခံရတဲ့ကလေးမရွှေရုပ်ရိုက်အောင်လှတဲ့ကလေးမဆိုတော့ရင်ရထားလှုပ်တဲ့ဆောင်းတဲ့တန်သူမခံနိုင်ဘူးပြောမျက်နှာလေးရှုံမဲ့အတွင်းကလေနာယောဂဖြစ်ဟဲ့သမီးအမေငါသမီးကြီးဘယ်လိုဖြစ်တာတော့အမေသမီးရင်လည်းဘယ်လိုဖြစ်မှမသိဘူးမေရဲ့သမီးလေနေရတော့လည်းမဟုတ်ပါဘူးအော်မဟုတ်တာသမီးရဲ့နမီမရှိတဲ့ဇက်ကူမတန်းဆောင်ပါနဲ့မပြောနဲ့သမီးငါသမီးဘယ်လိုဖြစ်တာတော့သမီးလေဘယ်လိုဖြစ်မှန်းကိုမသိဘူးရင်နဲ့နာတာကြီးရဲ့မေရဲ့ဒေသကြီးနည်းနည်းတော့မှတ်ထားနော်အပြင်ကလာဖြစ်တဲ့ယောဂမဟုတ်ဘူးအပြင်ကလာလောက်တာမဟုတ်အတွင်းကဖြစ်လေသိလုံးခတ်တာဗျဝါတမုခဆိုတဲ့မွေကြီးကြိုက်နေတယ်ဖေကြီးမေကြီးတို့ရဲ့လေမွေကြိုက်ဒါကြောင့်မဟာဘုံ၄ပါးကိုမွေကြီးလေးစင်းလို့ဘုရားကိုယ်တော်မြတ်ဟောတော်မူသည်အခုလေမွေကြိုက်နေတယ်ဗျတောင်တန်းများကြမြန်မြန်အသက်ထွက်တတ်တယ်နော်ဟောမီးမွေကြိုက်တဲ့လူကြဘယ်လိုဖြစ်နေမကောင်းလို့စမ်းကြည့်ဟဲမိခဲ့ကြီးကြလို့ချစ်ကိုတောက်လို့မီးမွေဗျတေစောကြိုက်ပထဝီမြေမွေကြိုက်တဲ့လူကြဘာဖြစ်တော့စားသမျှအစာမကြေဘူးပိုက်ချက်တက်ကြီးရှုထားတယ်လို့တောင်တလင်းတင်းကြီးအဲ့ဒါမြေမွေကြိုက်နေတယ်ရေမွေကြိုက်တဲ့လူကြတော့ထမင်းမစားဘဲနဲ့တောင်ဝလာတဲ့ကိစ္စထမင်းမစားပဲဝတယ်ဆိုလို့ဆန်စေးကြီးတာနဲ့အတော်ပဲဆိုပြီးရေမွေသွားအကိုက်မခံနဲ့ရောင်နာပြောတာကလဖောရွက်ရှာကျွေးဖို့စိတ်ကူးတော့အာဘောတွေပြေးလာအခုလေမွေကြိုက်နေတယ်အတွင်းကလေတင်လုံးခတ်အမေသမီးနေရတော့လည်းမဟုတ်ပါဘူးမဟုတ်တာပဲသမီးရဲ့ဟုတ်ပါတယ်မေသမီးရောကသမီးသိတယ်မေရဲ့သာဝတိမျိုးအရှင်သာထံမရောက်မဲ့တူတူတော့လက်ခွလက်တကောင်ကျွတ်ဘဝနဲ့မသေးပါရစေနဲ့မိဘအရေးခွလုံးပြီးတော့သေးပါရစေတော့မိဘရထံသာလလောက်ပြုပြန်ပို့ကြပါတော့သာလလောက်ပြုကိုပို့ကြပါတော့ပုံနာကြီးတွေဗျာမဟုတ်တာပဲသမီးရဲ့ငါသမီးကြီးမပါရင်အဖေတို့လည်းမပြရဲဘူးဗျာဟိုကလေသာပရင်းကလေအဖေတို့ထွက်အလာမှာချင်းတစားစားနဲ့ပြောနေရတဲ့သမီးရဲ့ဒါဖြင့်ဖေတို့ဖြည်းဖြည်းမောင်းကြပါဖေတို့ဟဲ့သမီးများနှိမ့်ကြစားနင်တို့မမလာဝိုင်းနှိမ့်စားဒေသကြီးမှတ်ထားနော်ယောဂကလေနာယောဂဆိုတော့ရင်ရထားလှုပ်တဲ့ဓာန်လေးကိုမခံနိုင်ဘူးဗျာအလကားဟိုကကောင်ကြီးကမစင်းစားလို့မျောနေတာဒီရင်ရထားလှုပ်တဲ့ဓာန်လေးတောင်မခံနိုင်ဘူးပိတ်လို့ညအလကားဟိုကကောင်ကြီးမစင်းစားလို့မျောနေတော့ကောင်းနော်နှိမ့်ကြတာနင်တို့မမလားကလေးမလေးတွေကဝိုင်းနှိမ့်ကြနင်တို့လည်းဆူရကြလို့ငါမတိုင်ရနဲ့ကဲစဉ်းစားစမ်းပြိဿရွှေရုပ်တဲ့သားအောင်လှတော့လက်ကလေးနဲ့နှိမ့်တာတောင်ဆူရကြလို့အလကားဟိုကကောင်ကြီးမစဉ်းစားလို့မျောနေမျောတော့ဟိုကသမီးကြီးဒုက္ခပါပဲအမေကြီးမကလေးဖိပေးမယ်နော်အမေမလုံးနဲ့အသက်ရှူရကြက်လုံးလို့ဖြည်းဖြည်းမောင်းကြပါဆိုတော့ပုံသားများကလည်းဖြည်းဖြည်းပါဇက်ကသာဖြည်းဖြည်းပြလက်ကတော့ဂျပန်ခေတ်ကချွေးဓာတ်ဆွဲတဲ့ရွာစော်ရဲ့လက်အတိုင်းပဲပြမြင်အောင်လားဖမ်းကြည့်ဂျပန်ခေတ်ကလေချွေးဓာတ်ဆွဲတဲ့ရွာစော်လေဒီပြည့်ရွာသားတွေကြတော့ဂျပန်နောက်ကအဲ့လူတွေလာကြဒါဒီပြည့်ရွာသားကိုဗျကိုရွာသားကြတော့ကိုယ်ကလေးကစကားပြောတယ်ဟဲ့လူတွေလာကြကိုရွာသားဆိုအပြည့်ခိုင်းတာလက်ကဒါကြောင့်
ဂျပန်ခေတ်ကချွေးတက်ဆွဲတဲ့ရွာစော်ရဲ့လက်တိုင်းပဲပြိတ္တကြီးဟဲ့ဖြည်းဖြည်းတာဆိုတာတအားမောင်းခိုင်းလက်ခုလက်သိန်းဒုတာဝန်နဲ့ဟိုကြမှာသူ့ခါမှာဆယ်ကပြန်သေးသေးတဲ့ဒုတာဝန်ကြည်ရောတဲ့ဒီသဘောမျိုးနဲ့အမောင်းခိုင်းဖြည်းဖြည်းဆိုပြီးတော့လဲအဆိုင်ခိုင်းလိုက်ပါရောဟင်အမေဖြည်းဖြည်းဆိုပြီးတော့ပဲလုပ်ကြတာတို့တအားဆိုင်နေကြပါလားအမေနဲ့လက်ကလေးကဟိုရမ်းဒီရမ်းရလာဟဲ့သမီးလက်ကဘာလုပ်တာတော့မလေးဟုတ်တော့မယ်မဟုတ်ပါဘူးဘေကနီကလာလူမမလက်ရချေရဆိုရင်မြန်သိတတ်တဲ့ငါသမီးဒီလက်ကြီးကဘာလုပ်တာတော့အမေမျက်နှာလို့ဆိုတော့ဒီမှာပါအေးအမေမျက်နှာကဒီမှာသမီးရဲ့မမြင်ရတော့ဘူးလားအမေမျက်နှာကိုသမီးမမြင်ရတော့ပါဘူးမျက်လုံးနဲ့ပြားလာပြီပါမှမမြင်ရတော့ဘူးမင်းရဲ့ဟောတာဝတိမျိုးအရှိတထံကိုလည်းသမီးမရောက်တော့ပါဘူးအရှိတထံရောက်ရင်ပြောလိုက်ကြပါတော့ဒီဘဝတယောက်မျက်နှာတယောက်မမြင်ရပဲနဲ့ဒီမျက်နဲ့ပဲမေတ္တာကုံလို့နှုတ်ဝအခန့်ကြီးဆုံးရလို့လားလို့သမီးမမြင်ရတော့ပါဘူးသမီးလေသမီးသေပါဗျာကိုင်းကြလားစက်ကလေးလေကြခောက်ကနေအနိစ္စရောက်ပြုတ်ရောပြုတ်ဟုတ်တယ်သေမဲ့လူကငင်းနေပြောရတဲ့ဘုံကြီးသိသက်သာတာမဟုတ်ဘူးကိုင်းစက်ကလေးလေကြခောက်ကနေလေအနိစ္စရောက်ရောပြုတ်အထိန်တော်ကြီးပြူးသွားမျက်လုံးပြူးသွားပြီရှင်းတော့လွဲသွားလို့ခတ်တုတ်ပြင်ရဟဲ့သမီးအိုးမရှိလားအခါလေးလောက်ကြပါဦးစကားတွေလို့ငါသမီးကြီးခေါ်လို့မရတော့ပါဘူးသမီးမိမစလာကြီးအမလေးရွှေရုံရိုက်အောင်စားတယ်မိမစလာကြီးဘဝဆုံးပါဘောလားသမီးရဲ့တာကလာမျိုးကညီအမေတထေးကြော်ကြီးမေးလို့ရှိရင်အမေဘယ်လိုလုပ်ပြီးတော့အဖြစ်ပေးရပါမတော့မလေးကိုရုံးနေပါဘောလားအတားတိုးကြစမ်းမအောင်ဟဲ့ခလေးမလေးတွေကလည်းအပပြေကမမစားမိမစားကြီးအမလေးခုနေကလက်ကလေးနဲ့နှိတ်တုံးကဆူရကြလို့တဲ့အခုရေအောင်ကြီးလက်ပြီးဆုံးနဲ့ထုလိုက်ပဲလားလို့ပြောပါအောင်တော့လားမိမစားကြီးရဲ့ကြည်တော့မှခုတော့တာဝတိမျိုးအရှင်သတ်ထံကိုမရောက်သာဂလမျိုးမိမရထမပြနိုင်မဲနဲ့လမ်းမှာတကောင်ရွက်သေးသေးတဲ့အဲ့ဒီမကြီးအိုးအဲ့ဒီမကြီးရဲ့အမလေးလမ်းသေးတဲ့မသားများဒေဝရဟနဲ့ကပ်ပီလာကြမဲမာယာသေးလို့ဝိုင်းငိုသလိုသာအောင်မေးတော့ဗျာကဲကြုတ်ပြောကြနေရောလမ်းသေးတဲ့မသားသိဒုက္ခကြီးတော့ပေါ့ငိုကြပေးသားကြီးဒီကသေးပြီနော်ဟိုကလေသာတကားကြီးဖွင့်လို့ရွှေရုပ်တဲ့လှတဲ့လှမိရွှေလှတဲ့ဆုံမြမီကွယ်ချစ်စိတ်မကြီးရွယ်အဆကတော့ချစ်စိတ်မကြီးရွယ်ရွှေရုပ်တဲ့လှသူရဲ့အခုတော့မှပဲချစ်မိပြီပေါ့ဒီကသေးပြီဟိုအော်တော့ပြောနေလိုက်တော့ဘယ်သားကြီးဒီလိုနဲ့ပဲပုံနာတွေလည်းမျက်ရည်မဆယ်နိုင်တော့သမီးမိရွှေလာကြီးရဲ့ဖေတို့ရှိတတ်ထရောက်ရင်ဘယ်လိုလုပ်ပြီးတော့အကြောင်းပြန်ရပါမတော့ငိုရင်နဲ့မင်းဆရာကြီးကျွတ်တို့ငိုးနေလို့မပြီးကြဘူးဗျခမညာကျွတ်တို့ထဲခမညာကြီးဆုံးတော့အေးလေကြီးရမှာဖြစ်တော့ညဟုတ်ဘူးကျွတ်တို့လာကြတဲ့ပုံနာတွေထဲခမညာကြီးဆုံးဟုတ်ပါပြီကြီးရမှာဖြစ်တော့လို့ခမညာပြန်အောင်မဲကြီးလို့များညှာလိုက်မယ်အောင်းမိတယ်ခမညာပြန်မပြန်ဘူးလားခဏလို့ပြန်ရခမညာပြန်လို့ပြောတယ်မပြန်ဘူးလားမင်းဆရာကြီးညင်းမနေနဲ့နော်အရှင်သားထံရောက်ရင်ကျွတ်တို့ကမပြောတတ်မဆိုတတ်
အိန္ဒိယလည်းဆင်တိုင်းမှာမဟုတ်ဘူးမျက်ရည်ကလည်းထိန်လို့သိမ့်လို့ရမှာမဟုတ်ဘူးဒီကိစ္စများပြုံးကနေပြောလိုက်ရင်နှလုံးပြန်တည်ကြမှာဗျခမရကပြောတတ်ဆိုတတ်တယ်ခမရပြန်ဟိုရောက်ရင်လေ3ရက်မကြော်ပဲမပြောနဲ့ကျွတ်တို့ကလည်းဒီက3ရက်အတွင်းမိသင်ဂျိုးချင်းကိစ္စပြီးအောင်လုပ်နေမယ်ရောက်ချင်းမြန်တရောတော်ပါပြောလိုက်ရင်မျက်နှာလေးမြင်ရငှလိုက်ပြဆိုလို့မြန်ဒီပို့လို့မလှုပ်မလှက်နဲ့ဟောဒီရုပ်ကလအလောင်းကြီးမြင်လိုက်ရင်နှစ်သက်တည်ကြမှာဗျကြတော့ခမရပြန်ဟုတ်ပြီဒါပဲလေကျုပ်ပဲပြန်ရမှာပေါ့မိရွှေလာသမီးအဖေပြန်မဲ့သမီးရဲ့အရှိတတ်ထမ်းတဲ့သမီးကြီးပါလေမှားရင်တဲ့စကားပတ်လိုက်အောင်မတော့သွားပြီသမီးရဲ့သွားပြီသမီးရဲ့လို့ပုံနာကြီးမျက်စီတဲ့မြင်းအောင်သာကြည့်ပြိတ္တနံပိုင်းကြီးဝက်ပြီးကာယနဲ့ထွက်သွားပါဗျာတနာစရာပေါ့ဟုတ်တယ်ဒီပုံနာကြီးအကြောင်းပြောရတယ်ကျုပ်ကထွေးညူစားထုတ်တဲ့ဘာကြီးမုံသွားတရိယာကြားတဲ့ကလူတွေကအချောက်တိုက်ဒုက္ခဖြစ်ကြမဆိုင်မဲနဲ့မြင်းဦးလားထွေးညူနဲ့သစ္စာလေသူ့ဟာနဲ့သူပဲဗျဘာကြီးမုံကရောင်မင်းကြီးအောက်ကိုင်းသူဘာဆိုင်လုံးလို့ခြောက်တိုက်ကြားတဲ့ဒုက္ခဖြစ်တဲ့လူတွေပြောပါတယ်ဒီထဲမောင်သစ္စာပြန်လာတော့ဘာပြောတော့မောင်သစ္စာဟောတာမင်းတွေးခြင်းနဲ့ဆိုတဲ့ထွေးရဲ့မြေဖုံးနေပါလေဘာဆိုင်လုံးလို့ကြားတဲ့ကဒါကြောင့်ကြားတဲ့ကဒုက္ခရောက်တဲ့လူတွေတဏှာလို့ပြိဿပုံနာတွေအကြောင်းဟောတော့ဘာကြီးမုံတရိယာလို့ထည့်ပြောခဲ့ဆက်ကြအောင်လို့ဗျာတွားပြောပုံနာကြီးရောက်တော့ဟိုကသချင်းလေးတစားစားနဲ့တိုက်ပေါ်တက်သွားရင်ပုံနာကြီးဟာပုံနာကြီးခဏပြန်လာပြီဟုတ်ကဲ့ပြန်လာပါပြီရှင်သားဘယ်နဲ့တော့ညရွှေရုပ်တဲ့သားအောင်လှတဲ့မိမလှကြီးခေါ်ဆောင်ခဲ့ကြပြီမဟုတ်လားဟုတ်ကဲ့လာနေကြပါပြီအရှင်သားဗျာပုံနာကြီးခမရအတန်လေးတုံခက်ခိုက်နေပါလားမဟုတ်ပါဘူးအရှင်သာအသက်ကြီးတော့လေခရီးဝေးကလာရတော့နည်းနည်းမောတော့တုံတာပေါ့ပုံနာကြီးကအတန်တုံတာထားပါတော့ဗျာခမရလေးတွေကြားနေတယ်မဟုတ်ပါဘူးအရှင်သားရဲ့နတ်ဖို့ဘောကစီးကြလာတဲ့ချွေးတွေပါအရှင်သားမဟုတ်ပါဘူးလေချွေးနဲ့မျက်ရည်တခြားစီပါဗျာပုံနာကြီးဟုတ်ကြတော့ဘူးထင်ရဲ့အရှင်သားမပူပါနဲ့အရှင်သားရဲ့နောက်ကလာနေတဲ့အကြောင်းတကယ်မောလို့အခုအတန်တုံပြီးတော့ချွေးတွေကြတာမျက်ရည်မဟုတ်ပါဘူးအရှင်သားရဲ့ဒီမဲ့နောက်ကလာနေကြပါပြီတော်ကြရောက်တော့မမသင်္ကန်းနေရောက်တော့မှာပါဗျာတကယ်နော်တကယ်ပါရှင်သားရဲ့ဒီကိစ္စအမေသိပြီဗလားမသိသေးဘူးလေဒါပြင်အမေတော်ပြောကြည့်အောင်မျိုးကျုံမျောလိုက်အောင်မပြောရွှေရုပ်တဲ့လှတဲ့ဟာမရွှေလှတဲ့ဆုံမြမီကွယ်ချစ်စိတ်မရွယ်အဆာကတော့ချစ်စိတ်မရွယ်ရွှေရုပ်တဲ့လှလို့ရဲ့အခုတော့မှာပဲချစ်မိပြီပေါ့ဟိုကသေးပြီသူကမျောတော့ဒီစားသေးဘူးပေါ့လေဟိုကလည်းတထေးတော်ကြီးထံရောက်သွားပုံနဲ့နေပြန်လာပြီဟုတ်ကဲ့ပြန်လာပါပြီတထေးတော်ကြီးပုံနဲ့နေဦးရွှေရုပ်တဲ့သားအောင်လှတဲ့ငါချွေးမလောင်လေးပါလာကြပြီလားဖြို့ဒီမှာတိုးနေဘာမသိကြဘူးဘာတိုးအဲ့ဒီအကြောင်းလေးကြုတ်ပြောမယ်နော်ရွှေရုပ်တဲ့သားအောင်လှတဲ့မိမလှကြီးရင်ရထားပေါ်တင်ပြီးတော့ခေါ်ဆောင်ခဲ့ကြရအခုတော့လေလက်ခွလက်အကြမှာလေနာယောဂနဲ့အနိစ္စရောက်ပေပြီတထေးတော်ကြီးရဲ့မလေးကြီးကမအောင်လဲလို့ပြောနေခဏကြီးအကုန်လုံးခါရောက်ကုန်ပြီမယ်နေတော့မောင်ဒီကိစ္စကသာသိပြီဗလားမသိသေးဘူးအဲ့ဒါကြောင့်ကြားသွားရင်ဒုက္ခရောက်မှစိုးလို့ဒါပေမဲ့ခမရသားကိုပြောရကောင်းမလားမပြောရကောင်းမလားလားတိုင်မင်လားမပြောနဲ့ပြောရင်ငါသားရှိကအသက်ဆုံးတော့မှာမလေးရွှေရုပ်တက်သားအောင်လှတဲ့မိမလှကြီးမရှိဘူးတဲ့သားရဲ့မင်းလျော်လေးမအော်ပါနဲ့ဆိုနေဗျာဒုက္ခပဲခမရနဲ့တော့ပုံနာနေအနာရှိနေငါမအော်ပဲနေနိုင်မှာမလားသွားတော့ရွှေရုပ်တက်သားအောင်မိမလှကြီးအတွက်တိတ်ကလေးကြိတ်ပြီးတော့ငါငိုရစီလားတဲ့မျက်ရည်တုတ်တရှုပ်ငိုဟိုကလည်းတရားနာပြိဿရဲ့ရုပ်ကလအလောင်းကြီးမီးသင်းကြရန်အချိန်ကြပါသဖြင့်ကလေးမလေးတွေထင်းကောက်ကြ
ထင်းကလေးတွေ3ချောင်းစီ4ချောင်းစီ5ချောင်းစီနိုင်သလောက်ကောက်လို့ထင်းမုံကြီးစုပုံကြမမလားမိမသားကြီးမိမသားကြီးရဲ့အရေးကိုခိုးလုံးပြီးတော့မိဖို့ကြောင့်မြက်ခန့်ဆက်အောင်ထမင်းမချစ်ခဲ့ကြရပါဘူးထမင်းချစ်ရအောင်လည်းယခုလိုထင်းမကုတ်ခဲ့ရပါဘူးခုတော့လေမိမသားကြီးမိလုံးတိုက်သွင်းဖို့ထင်းကောက်ရပါဘောလားလေထင်းပုံကြီးစုပုံလို့လဲပြီးရောအထိန်တော်ကြီးကမခွာဘူးပြိဿရုပ်ကလတ်နာကစိတ်ကလည်းအတော်လေးကြောက်ကြက်ဖြစ်နေပါပြီရင်ကောင်းလေးတွေအုံရင်လက်ကလေးနဲ့ရမ်းလိုက်ဟဲ့ငါသမီးကြီးအိတ်နေတာနိုးသွားမယ်မအုံညနဲ့ရင်ကောင်းတွေရဲ့မလီကြည်စမ်းမတော့ငါသမီးကြီးအိတ်လိုက်တာ3ရက်တောင်ရှိသွားပြီ3ရက်ရှိပြီထမင်းမစားဘဲနဲ့တဲအိတ်ကြီးတဲ့သမီးဟဲ့သမီးမလီထမင်းမစားဘဲနဲ့အိတ်တော့လေငါသမီးကြီးကဝါပြီးလှနေတယ်တော့ရောင်းနေတာပြောတာရောင်းနေတာဝါပြီးလှပြန်တယ်လောက်တော့ပါလေခင်ဗျားတို့အရာထဲမြုံလာလင်းသေးပြီးတော့တရားနာပြီးသား3ရက်လောက်နေတော့ရောင်းနေတော့မိမကအနန္ဒာကတော့ဝါပြီးလှနေတယ်တော့ဆိုတာဒီကြည့်ရောင်းနေတာကိုဝါတယ်ပြိတ္တရဲ့ဒီတော့ဟဲ့ထိန်တော်ကြီးခေါ်သွားကြလားဒီတော့ပန်းတ်တဲ့ကလေးမလေးကထိန်တော်ကြီးဒီမဲ့သမီးလေးကလေဟိုအဲ့ရကနိုးရင်တဲ့အမေကိုပြောလိုက်ကြအမေခူးလာတဲ့တစ်သီးဝလံကိုစားချင်တဲ့ဟဲ့ဟုတ်ကလားဟဲ့စိုးစိုးကပြောကြရောပေါ့ငါသမီးကငါခူးတဲ့တစ်သီးမှစားချင်တဲ့လားလာဟဲ့သွားကြစို့သမီးရဲ့အဲ့ရကနိုးရင်ငါသမီးကြီးစားဖို့သာပြင်တော့နဲ့ခုံပေါက်ပြီးစိတ်ကကြောက်ကတဲ့နဲ့ကလေးမလေးတယောက်နဲ့ထွက်အသွားဟဲ့သမီးတို့လာကြအထိန်တော်ကြီးမရှိကရုပ်ကလခတ်တုတ်တုတ်တင်တော့သူရှိရင်တင်ဖို့မလွယ်ဘူးရုပ်ကလကြီးဝိုင်းပြီးပုံနာမရနဲ့ရရွေပေါ်တွေကမှောက်လိုက်ကြတော့ဟောအသားကြီးပဲ့ကြကုန်ပါပေါ့လားမိမစားကြီးအိုးထွက်လာတဲ့အလှတွေကလည်းနားလိုက်ပါပြီအပွင့်ကချဲပြီးတော့တကယ်အလှမတဲ့မိမလှကြီးအခုတော့ကိုအနန္နဲ့နောင်မလဲကိုမသိတော့ဘူးထင်ရဲ့အသားကြီးပဲ့ကြအောင်ကြိုင်လို့လဲနာမမသိတော့ပါလားမိမလှကြီးအဆက်ပြစ်ပါဘောလားနဲ့ကလေးမလေးတွေကငိုဟဲ့သမီးတို့ငိုနေလို့မပြီးကြဘူးနော်အဝိနဲ့ဖုံးပတ်ပြီးတော့ခတ်တုတ်တုတ်ထင်းပုံပေါ်ရောက်အောင်ကတင်ရတော့ရုပ်ကလတ်ကြီးထင်းပုံပေါ်လဲတင်ပြီးရောဟဲ့သမီးတို့နောက်ဆုံးမိရှုံမနော်ဆိုပြီးတရားနာပြည်သားနတ်သမီးမိချစ်လေးချစ်ပြီးရှို့လိုက်ရံပြောတယ်အဲ့တော့နတ်သမီးမိချစ်ရှိချင်မှရှိမှာခုခင်ကမှန်တော့ရတာပေါ့ဗျာမိချစ်လေးချစ်ပြီးရှို့လိုက်တော့ဖြည်းဖြည်းဝိုးမိတွေတောက်တော့ထိန်တော်ကြီးမိကန်ကြလို့နောက်လှည့်ကြည့်ဟောဟဲ့ဟိုမိတွေဘာလုပ်တာတော့ထိန်တော်ကြီးကလည်းအထိန်တော်ကြီးသမီးလေးကဟိုအမေခူလာတဲ့တစ်သီးဝလာနဲ့မကအမေတူလာတဲ့တစ်ဥတစ်ဖူတွေဖုတ်တန်းဖုတ်ကင်းတန်းကင်းစားရအောင်မိဖို့ခိုင်းလို့ပုံနာများဖူတာနေမှာပေါ့မဟုတ်ကြဘူးမိတော့ကြီးမြင့်လာကြီးလာလေတအားပြေးလာလိုက်တာသူထားခဲ့တဲ့နေရာသမီးကလေးမတွေ့ရတော့ပုံနာများသမီးငါသမီးဒီမှာတော့ရွှေရုပ်တဲ့ကောင်လာတယ်မိမသားကြီးပဲမှာတော့ထင်းမုံမလက်ညှို့ထိုးပြဟင်မိလောင်နဲ့ကွင်းကြတယ်ပေါ့ငါသမီးကြီးမင်းရှို့ရတယ်ပေါ့အားမလေးပုံနာတဲ့တင်လို့တည့်ရစကြပါလားမိမသားကြီးမရှိလို့ရှိရင်တော့ဟာဒီတော့ကာကြီးတယ်မှာအမေမပြောအမေမပါခေါ်တော့သမီးရဲ့ခလေးမလေးတွေကထင်းမုံကြီးမိဘုံကြီးလှက်ပါပြေးမမလားမိမလားကြီးမလေးအဝတ်တင်မရှိတော့ဘူးလောင်းကုန်ပြီဟောချီပြားလေးတွေကျွေးကုန်ပြီလက်ဖြားလေးတွေကျွေးကုန်ပြီမလေးမိသွေးတော့ပမာဏပြက်ပြီမိမလားကြီးအစပဲလို့လုပ်ပြီးတော့ပုံစံကြည့်ရပါမတော့မိမစားကြီးရဲ့ခလေးမလေးတွေကငိုအထိန်တော်ကြီးကလည်းမိပုံတဲ့ပြည့်ခုန်ချမလို့အလုံးပုံနာများခတ်တုတ်တုတ်ဆွဲသူ့ရင်ပတ်အထိန်တော်ကြီးထုလို့အမလေးငါသမီးမရှိလို့ရှိရင်အမေပဲလို့လုတ်ပြီးတော့လောကကြီးတွေပျော်နိုင်မှာမလို့အမေဝန်းနဲ့လွယ်ပြီးတော့မဖွားရပါမယ်လို့ဒီအလှကြီးမျက်စိရောက်ကအပြုတ်မခံနိုင်ဘူးသမီးရဲ့ဒီမျက်နှာကြီးကြည့်နေရထမင်းမစားရပါမယ်လို့အမေဝါတယ်သမီးရဲ့အခုတော့အမေဖြေလို့မရတော့ပါဘူးသမီးရဲ့နားရဲ့မှာတက်လေမိမစားကြီးမိရွှေ
ထိန်တော်ကြီးငိုတယ်ပဲမှတ်ပါငိုတယ်ပဲမှတ်ပါတော်ပါသေးရဲ့ဖြူမျိုးကအဖြစ်မှန်လို့ကျုပ်ရွာတရွာသွားမေးပြိဿဘသူငိုတာတော့ကလေးတွေချားတယ်ဖုံးကြီးကတုံးကြီးနဲ့ကျုပ်လန့်သွားထိန်တော်ကြီးငိုတော့ပေါ့ဗျာငိုပြီးကမိသင်ကျိုးတထေသားကတော့လေသာတကားကမျောရင်ပေါ်မလာတော့ဘုံသားကြီးအရှင်သားမလို့နဲ့ခင်ဗျားလာခဲ့ကြည့်ဘယ်မလဲဗျမိရွှေလှရွှေရုပ်တက်တာအောင်လှတဲ့မိမလှကြီးလားနေပြီဆိုအခု3ရက်တောင်ကြော်ပါဘကောလားဗျခင်ဗျားကျုပ်လေးနေတာပေါ့လေဟုတ်ပါပြီကျုပ်ထဲတဲ့တိုင်ကျုပ်ရွှေရုပ်ကြီးလူရိုက်ယူလိုက်ပြီထင်ရဲ့မဟုတ်ပါဘူးအရှင်သားမဟုတ်ရင်ပြောဗျဘယ်မလဲကျုပ်ဒီကနေပြီးသွားကြိုမယ်လေလာခဏလေးကျုပ်နဲ့သွားစို့မကြိုပါနဲ့အရှင်သားကဲပြောပါမယ်အရှင်သားရဲ့သတိထားပြီးတော့ကနားထောင်နော်ရွှေရုပ်တက်တာအောင်လှတဲ့မိမလှကြီးလေအိုးတာကလမြို့ကနေပြီးတော့ရင်ရထားနဲ့တင်းပြီးတော့ဆောင်းခဲ့ကြတယ်အရှင်သားရဲ့တို့တော့လမ်းခွလာအကြကြတော့လေနာယောဂဖြစ်တယ်အရှင်သားရဲ့ဗျာလေနာယောဂလေးလုံးများခင်ဗျားတို့နေရဆရာကြီးခေါ်ပြီးမကူကြဘူးလားကုတယ်လေရှင်သားရဲ့ကုချိန်မှမရပဲနဲ့အေးလေကုချိန်မရတော့ပျောက်သွားလို့ပြီးတော့ခုရောက်တာသေးဘူးလားဗျာဒုက္ခပါပဲလားပြောရခက်လာကြီးငါပြောလိုက်လို့သူ့အသက်ပါဆုံးမလဲဆိုရအလေသို့တော့လည်းမပြောမပြီးတဲ့ကိစ္စမကိုက်အရှင်သာသတိထားနာထောင်နော်အဲ့ဒီလေနာယောဂဖြစ်တော့မင်းဆရာကြီးများနဲ့အထိန်တော်ကြီးရန်ရွေတို့အမျိုးသမီးပါမကြမ်းဝိုင်းပြီးဘဲလို့ပင်ပြုစုယူရကြတော့လေရွှေရုပ်တက်တာအောင်လှတဲ့မိမလှကြီးလက်ခွလာအကြမ်းမှာအဲ့ဒီလေနာယောဂနဲ့ပဲအနိစ္စရောက်လို့သိပြီအရှင်သားရဲ့လိုလဲပြောလိုက်ပါလေရောဟေးအမေလေးတောင်မထည့်နိုင်ဘူးလဲသွားပြီ။ခိုင်ဒီယောဂပြင်းတယ်နော်။ငန်းကြီးများနှမများဒီယောဂသိပ်ပြင်းတာနော်။လဲသွားပြီအမေလေးတောင်လေးမထည့်နိုင်။တတိကတော်ကြီးထွက်လာဟဲ့ဘုရားနေလာသားမနဲ့လှုပ်လိုက်တာတော့ဗျာမလို့ရပါဘူးဗျာနေလက်နဲ့ထိုးလိုက်တာမဟုတ်လားမဟုတ်ပါဘူးဗျာမထိုးရပါဘူးဒါဖြင့်ငါတော့ဘယ်နဲ့တော့လဲသွားတာတော့ဟိုကိစ္စပြောလိုက်ပြီလေတထေကတော်ကြီးရဲ့မပြောဗျာညလည်းကရုဏာတက်ကျုပ်ကသိတနာနေတော့သိမှအေးမှဆိုပြီးကျုပ်ပြောလိုက်တယ်လေဟေးဒီကိစ္စပြောလိုက်ရင်ငါကလေးပါအသက်ဆုံးတော့မှာပဲဒါရဲ့မိမလေးအနမခရတဲ့အနေဒီခန္ဓာပါလူကလေးနဲ့လည်းပဲအောက်လက်ကလေးရှူမျက်နှာလေးပေါင်းပေါ်တင်ပြီးတော့မေးစီလေးခဏလှုပ်မေးလိုက်တော့လေမျက်လုံးလေးပွင့်လာဟောပါတတိရတဲ့နော်ရပါတယ်မင်းရပါမယ်လို့ကျုပ်အင်မတန်ချစ်တဲ့ရွှေရုပ်တဲ့သားအောင်လှတဲ့မိမလှကြီးလက်ခွလာအကြမ်းမှာသူ့ဘာဆုံးပြီတဲ့မင်းမရှိတော့ဘူးတဲ့အမေရဲ့မရှိတော့ဘူးတဲ့အမေရဲ့အဲရွှေရုပ်တဲ့သားတဲ့မိမရှိအောင်မှာပါအမေထပ်ရှာပေးပါပေါ့မလို့ခြင်းမဟုတ်သူ့ကိုကျုပ်တလားလိုက်ရင်အမေရဲ့ကျုပ်ကြောင့်သူသေးရတာလည်းပဲမရွှေလာရင်ကျုပ်ကြောင့်ဘဝဆုံးတာပဲအမေရဲ့လို့ထင်ရကထားသူ့ရဲ့ဘတ်သူလက်နဲ့ထုတ်ပြီးတော့ကမှရွှေဟုတ်တဲ့လာရသူရဲ့ငိုနေတာနော်မကွေဟုတ်ပါတခါငါအသေးလေးပူလာကြီးရဲ့အော်မိရွှေလာရဲ့အခုတော့ဘာလို့ကမှမကဲနိုင်ပါပြီကလောဟာမကဲနိုင်ပါပြီကလောမလေးဘသူတက်ဆိုင်ရသေးဆိုအမေရဲ့ကျုပ်ကသူ့ရှိသွားရင်သူမသိရပါဘူးတလောင်နုညံ့တဲ့ကလေးမမှန်သိပါရဲ့ကနေကျုပ်ထံခေါ်လို့သူ့အသက်သေးရတာပဲမင်းရဲ့ကျုပ်ကြောင့်သေးရတာပါအမေရဲ့တွေးဆလို့ကြည့်လိုက်ပါအောင်အမေရဲ့ဟိုဝေးလာ
မျက်စိနဲ့မမြင်ဘူးပါဘူးရွှေရုပ်တဲ့သားတဲ့ဆိုလိုသာမှန်းကြည့်ရပါတယ်အမေရဲ့ဟောအဝေးကလာရတဲ့ရည်တွေချုံမိပဲမဲခိပြိုမဲတမင်းဆွေဝေးရတာလားဟမမဲတွေ့ဆက်လို့တနာဟာတနာရွှေရုပ်တဲ့လာတဲ့မိမလာကြီးကိုလားတနာငိုတကူဗျအာနိဋ္ဌိနော်ပိဿာကြီးဘယ်သူငိုနေတာတော့အေးအာနိဋ္ဌိငိုပဲငိုဆိုပြီးငိုခြင်းမရည်ခြင်းလို့ဟောရမှာမြို့တရားအေးအောင်လာပူဇာစဟောဖြစ်မှာဆိုလို့အေးအောင်လာကျုပ်ကမျက်ရည်ကျအောင်အေးအောင်လာကျုပ်ကမျက်ရည်ကျအောင်လို့ရင်တိုင်းပြည်လှဲ့မီးရှို့သလိုဖြစ်မှာဆိုလို့အခုပရိတ်ကအုပ်ရပြီမြို့အရင်ငယ်ငယ်တုန်းကတော့ပြစ်ခတ်ဟောတဲ့ပရာဇာကြီးဟောရဘာပြောကောင်းမလဲပြိဿဒကမာကြီးတယောက်လေဟောတရားပွဲအလဲကောင်းကျုပ်ကပရာဇာကြီးလွန်ငန်းသေးနေငိုမလို့သေးနေတာသူကမတ်တရရင်ပတ်ထုပြီးသာဇတိလာဆိုလဲတက်ပါရောဗျကျုံမျက်လုံးပြူးသွားတယ်ဟောဗျာသာဇတိလာဆိုတော့ကျုပ်ကလည်းဇတိလာကိုဒီဘုံကဘာမှငါမသိပါသေးနောက်ဘဝကငါအမေများတော်ခဲ့သလားကျုံမျက်စိလဲပြီးတရားဘုံကြီးနောက်ခဏလောက်ဆိုင်ပေးရတယ်ပြိဿတတိယလို့မေးကြည့်လိုက်တော့ဘာတော့မျိုးဆိုဘာမှမဟုတ်ပါဘူးဗျာတဲ့ပြန်တော်မူထားတဲ့သူ့သားဦးစင်းလေးကကြာသေးဘူးဘွဲကဦးဇတိလာဖင်မဖေရလေနော်လို့အဲ့ဒီဓကမကြီးတရားဝဲတဲ့ထတက်ကြတဲ့ကကျုပ်မျက်ရည်ကျအောင်မဟောတာကြာပါပြီပြိဿလွယ်လို့ကြတဲ့လူတော့လည်းကျုံမတတ်နိုင်ဘူးပေါ့။ကဲကြည့်တရားနာပြိဿရေတထေသာငိုပါနဲ့တာရဲ့လာလာတာအမေရှာပေးမှာပေါ့နဲ့ခေါ်သွားတော့လေတိုက်ပေါ်ရောက်တရားနာပြိဿရေအဲ့ဒီလိုနဲ့ပဲထမင်းမစားဟင်းမစားနေလာခဲ့တဲ့ပြုတ်။ဘာသာထမင်းစားရအောင်လေတော်ပြီမရဲ့ကျုပ်ပိုက်ကြီးကမစားပဲအလိုလိုပြေးနေလို့။ငါကြီးရနှမများမှတ်ထားဒီယောဂမစားပဲနဲ့ဗိုက်ပြေးတဲ့ယောဂဟဲ့တခုတော့ရှိတာပေါ့ကွာဆန်း9ရက်8ရက်တုန်းကများဒီယောဂမျိုးဖြစ်အကုန်တော့သက်သာတာဟဲ့ဒုက္ခလည်းသက်သာတဲ့ဘက်ကလှည့်တွက်ပေးရကဲဒီလိုနဲ့ထမင်းမစားဟင်းမစားအိတ်မပျော်ပဲနဲ့နေလိုက်တာဖယားကြွလာပြီပြုတ်ဖယားကိုတော်မြတ်ကြီးဆိုပြီးပိုက်ပြီးကြွလာတော့အမေကအိမ်နဲ့ပင့်ဆုံးကတ်တော့အနိဋ္ဌိကန္တာမမြင်ပါလားလို့အမေသားလေးခေါ်ပြီးတော့ဖယားရှိတော့ပို့အနိဋ္ဌိကန္တာဖယားမင်းဘယ်လိုဖြစ်တာလဲဟဲ့မျက်နှာမကားမရနဲ့မှန်လားပါဗျာတပည့်တော်အမတန်ချစ်တဲ့တပည့်တော်အမတန်မျက်လို့တဲ့ရွှေရုပ်တဲ့သားအောင်လှတဲ့မိမလှကြီးသူ့ဘဝဆုံးပြီတဲ့မျက်စောဗျာမရှိတော့ဘူးတဲ့ဗျာနေပါအောင်ကွယ်ရွှေရုပ်တဲ့သားအောင်လှတဲ့ဆိုတော့မင်းမြင်ဘူးသလားဟိပုံနာရီပြောတော့ဗျာမင်းနဲ့ကွယ်ကိုလည်းမမြင်ဘူးပဲနဲ့မမြင်ဘူးပဲမဲ့ရွှေရုပ်ကြီးတောင်မျက်စိအောက်ကအပြောင်းမခံနိုင်လို့ရွှေရုပ်တဲ့သားတဲ့ဆိုတော့တတိတော်မှန်းကြည့်မိကြောင်းပါဗျာမှတ်ထားနော်မမြင်တဲ့အကန့်ဆိုတာမှန်တာဟုတ်တယ်မမြင်တဲ့လူဆိုတာမှန်တာကျုပ်ခမကန်တိုင်းနေတော့ကိုရင်တစ်ပါးမျက်စိမမြင်ဘူးဆိုတော့အကန့်ပေါ့ကန်းတာရုပ်ရှင်လိုက်ကြည့်တဲ့ဘာပြောချင်လဲတော့ဒီထဲအကန်းကရုပ်ရှင်လိုက်ကြည့်ပြီးကြောက်ကြဥစဉ်နေပြောတယ်ရှာဟဲမေရီမြင့်တဲလှဥစဉ်နေကခေါင်းခောက်တယ်အကန်းလည်းဘဲလူတွေပြောလို့မှန်ကြည့်ရတော့အကန်းဆိုတာမှန်တယ်အာရရှိမင်းထမင်းမစားဟင်းမစားနဲ့မင်းဝင်းထဲမှာပူသလားအေးသလားဟဲ့မှန်လားပါအသက်ကြွေမတတ်ပူကြောင်းပါဗျာမင်းစိတ်ကောဆင်းရဲသလားချမ်းသာသလားကွဆင်းရဲပါဗျာအေးမင်းကမေးမဟဲ့အဲ့ဒီဆင်းရဲတွေမင်းအသက်ကြွေမတတ်ပူးနေတဲ့တောကဓာတ်တွေဘယ်ကလာရဲဆိုတာကောမင်းသိသလားဟဲ့မသိပါဗျာနားထောင်ကွဲလို့ကာမတောဇာယတိတောကောကာမတောဇာယတိဗျာကာမတောဝိပမုတ္တကနာထိတောကောကုတောဗျာလို့ဒီဒေသနာဘုရားဟောပါဗျာကာမတဝုထုကာမကိလေသာကာမကြောင့်ဟေးအနိဋ္ဌိမင်းဒီတောကကြီးဒီ
ဘေးတွေရောက်နေတာလေကာမနှစ်ပါးကြောင့်ကွဝတ္ထုကာမကိလေသာကာမရေးတာကြီးကာမတစ်မျိုးတည်းမမှတ်နဲ့နော်ဝတ္ထုကာမဘယ်မှာလဲဟိုဘက်မှာဝတ္ထုကာမဆိုတာဟိုဘက်ကဒီမဲ့ဖေကြီးမေကြီးတို့ဝတ္ထုကာမဆိုတာဟိုဘက်ကကနားရှင်းအောင်ပြောမယ်ဝတ္ထုကာမဆိုတာအဖိုးကြီးတွေဘက်ကကြည့်ရင်ဖွားကြီးတွေဘက်ကအဖွားကြီးတွေဘက်ကကြည့်ရင်ဖိုးကြီးတွေဘက်ကယူပါယုံအပြင်ကအကောင်အထက်တရနဲ့လာပြီးတိုက်လိုက်တော့ဇက်ခုဆိုတဲ့ရုပ်ကြီးနဲ့ရုပ်ချင်းဒိန်းကနေတိုက်ဇက်ခုဝိညာဏမြင်စိတ်ကလေးပေါ်လှတာလေးမြင်တော့အတွင်းကဣဇဒတန်တန်ကဇက်ခုရူပိနသဝကံယာကဗုဒ္ဓံဝိဇာယတိလောဘလို့တရားကိုကောက်တဲ့တဏှာခေါ်တဲ့ကိလေသာကာမပေါ်လာမျိုးအဲ့ဒီဝတ္ထုကာမကိလေသာကာမနှစ်ပါးကြောင့်ဇာယတိဟိတောကောဟေးမင်းတော့ကားဖြစ်နေတာအဲ့ဒီကာမနှစ်ပါးကြောင့်ကွကာမနှစ်ပါးကြောင့်ဟေးကာမတော်ဝတ္ထုကာမကိလေသာကာမကြောင့်ဒီမဲ့မင်းထမင်းမစားဟင်းမစားခြင်းမကွာတနည်းကြတော့လေသေဘေးကြီးတောင်ဆိုင်လာနေဟဲ့ကာမတော်ဝတ္ထုကာမကိလေသာကာမကြောင့်ဇာယတိဗျာဘေးတွေဖြစ်နေတာဒါကွဟေးအဲ့ဒီမင်းပျောက်ချင်လားမှန်လားပါဗျာခုတော့အမတအပူမီးတောက်နေပါသဖြင့်အပူတန်ကိုတပည့်တော်မခံနိုင်ပါသဖြင့်ဒီအပူမီးတွေပျောက်ချင်ကြောင်းပါဖယားလို့ရှောက်လိုက်တော့အေးဒါဖြင့်ကာမတော်ဝတ္ထုကာမတော်ဝိပ္ပမုတ္တတာအဲ့ဒီဝတ္ထုကာမကိလေသာကာမနှစ်ပါးမှလွတ်ခဲ့ရင်ဖြင့်ကာမထေသာကာမနှစ်ပါးမှလွတ်ခဲ့ရင်ဖြင့်နောကိတတောကာရီဘေးရီပြောင်းမကွဲမင်းအစ္ဆတတန်တလိတာခေါ်တဲ့တို့တဏှာတရကူကောက်တဲ့လောဘကွဲအဲ့ဒီလောဘကိလေသာကာမနဲ့အပြင်ကရွှေရုပ်တီးဟူသောအကောင်အထည်တရားခေါ်တဲ့အပြင်ကလာတိုက်တဲ့အတိုက်ပယုံဝတ္ထုကာမနဲ့ဒီကာမနှစ်ပါးကြောင့်မင်းဒီဒုက္ခတွေဖြစ်နေတာအဲ့ဒီကာမနှစ်ပါးမင်းလွတ်အောင်ဟဲ့နာတိသောကောကုတော်ဗျာလွတ်မြောက်မကွဲ့လို့များမဟုတ်ဖဲနဲ့လေးပါဒရှိတဲ့တက္ကထာဟောလို့ဆုံးလဲဆုံးပါလေရောဒေသနာဝသနေသောတပတ္တိဖလေပဋိဋ္ဌာဟိလို့ကြံကံရှိသဖြင့်အနိဋ္ဌိကန္တကတောသတိဒိဋ္ဌိနဲ့ဝိစီကိစ္စကွာ၍သောတပတ္တိဖို့စခန်းတို့ဆိုင်မြောင်းရရှာလေတော်သတိ